ပါရီမြို့ကမော်ဒယ်ရှိုးပွဲတစ်ခုမှာရိုဘိတ်တယောက်နေမကောင်းဖြစ်နေပါတယ်သူကအရန်ရေငတ်လွန်းတာကြောင့်ပရိသတ်တွေတဲကရေတန့်ဘူးတစ်ခုကိုခိုးယူလိုက်ပါတယ်အဲ့ဒါကိုတောက်ပြီးတဲ့နောက်မှာတော့သူကအမျိုးသမီးရဲ့လေဘင်းကိုရိုးရိုးလေးပဲချိုးတက်လိုက်ပါတယ်လူတွေလမ်းဖြန့်ပြီးထွက်ပြေးနေကြတော့မှရိုဘိတ်ကနောက်ထပ်ရေတန့်ဘူးတစ်ခုကိုထပ်ခိုးပြီးအဲ့ဒီပိုင်ရှင်ကိုအနောက်ကလူတွေစီပြစ်ပေါက်လိုက်ပါတယ်ရိုဘိတ်ကအဆောက်အဦထဲကနေထွက်လာတဲ့အခါအပြင်မှာဓာတ်ပုံဆရာအုပ်စုလိုက်ကြီးကိုတွေ့လိုက်ရပါတယ်သူတို့ကရိုဘိတ်ကိုဓာတ်ပုံရိုက်ဖို့စူးစမ်းတဲ့အခါသူကအားလုံးကိုအမြန်ပဲထိုးချိတ်ကန်ကြောက်လိုက်ပါတယ်အဲ့ဒီနောက်သူကစပိတ်တစည်းကိုခိုးစီးပြီးပတ်ဝန်းကျင်ကိုဂယုမစိုက်ပဲမြို့ထဲမှာပတ်မောင်းပါတော့တယ်အဲ့ဒီမှာကားအချို့တိုက်မိကုန်ကြပါတယ်ရုတ်တရက်ကားတစ်စီးကသူ့ကိုဝင်တိုက်လိုက်ပြီးစပိန်ပေါ်ကနေလွင့်စင်သွားစေပါတယ်ခြေထောက်ကျိုးသွားတဲ့ရိုဘိတ်ဟာစက္ကန့်အနည်းငယ်လောက်လမ်းပေါ်မှာလဲနေပြီးမှပြန်ထွက်ပြီးစားတောက်ဆိုင်တစ်ခုလေးကိုလက်လျှောက်ဝင်သွားပါတယ်သူကဟိုဘူးဒီဘူးတွေတဲကရေတွေကိုရှောက်တောက်နေပြီးစပွဲထိုးကသူ့ကိုလာကြည့်တဲ့အခါစပွဲထိုးကိုလည်းထိုးချိတ်လိုက်ပါတယ်သူကဆိုင်ထဲကလူအချို့ကိုလည်းနာကျင်အောင်လုပ်ပြီးမှအိမ်သားထဲကိုအပြေးလွှားသွားပြီးအိမ်သားထဲကရေတွေကိုသူ့မျက်နှာပေါ်အသေးအတန်ပတ်ပါတော့တယ်ဒါပေမဲ့ဒါကသူ့ကိုနာကျင်လွန်းလို့အော်ဟစ်စေပြီးသူ့အရေးပြားကနေမိခိုးတွေထွက်လာပါတယ်ရိုဘိုက်ကလက်ဆေးကန်မှာဆေးကြောပြီးစိတ်ပြက်လက်ပြက်နဲ့မှန်ကိုရိုက်ခွဲလိုက်ပါတယ်သူအပြင်ထွက်လာတဲ့အခါအမျိုးသားတစ်ယောက်ကသူ့ရင်ဘတ်ကိုတနက်နဲ့ပစ်လိုက်ပါတယ်ဒါကသူ့ကိုအဲ့ဒီလူကိုပါထပ်ပြီးထိုးချိတ်ဖို့ပဲဖြစ်စေပါတယ်အဲ့ဒီအချိန်မှာရဲတွေကအဆောက်အဦကိုဝိုင်းထားလိုက်ကြလို့ရိုဘိုက်ကအပြင်ကိုထွက်ပြီးသွေးမျက်ရည်တွေကျရင်သူတို့ကိုစိုက်ကြည့်နေပါတယ်ရုတ်တရက်သူ့ခန္ဓာကိုယ်ကပောက်ကွဲသွားပြီးရဲတွေကိုသူ့သွေးတွေနဲ့ဖုံးဝန်းသွားစေပါတယ်အတန်ကြာတော့ခုဖွန်နဲ့ဂျော့လို့ဟိုတယ်တစ်ခုမှာအတူအိတ်နေကြပါတယ်သူတို့ကစပိုက်အေဂျင့်တွေဖြစ်တယ်လို့တယောက်နဲ့တယောက်အပျော်ရဲနေတဲ့တငယ်ချင်းတွေလည်းဖြစ်ပါတယ်မနက်ခင်းမှာတော့သူတို့ကမော်ဒယ်တွေတက်ဖြတ်ခံရတဲ့အမှုကိုကင်တွယ်ဖို့အစည်းအဝေးတစ်ခုကိုတက်ရောက်ကြပါတယ်ကမ္ဘာတဝန်းကမြို့အတော်များများမှာမော်ဒယ်တော်တော်များများဟာရေငတ်လွန်လို့ယူသွတ်သွားပြီးတဲ့နောက်ခန္ဓာကိုယ်တွေပောက်ကွဲခဲ့ကြပါတယ်အဲ့ဒီနောက်ဒီအတွဲကစစ်စစ်ချက်ကျွမ်းကျင်သူနဲ့တွေ့ဆုံတဲ့အခါရိုဘီဟာအတွင်းပိုင်းကနေအပြင်ဘက်အထိလောင်ကျွမ်းသွားတာဖြစ်ပြီးဒါကိုရှင်းပြဖို့သိပ္ပံနည်းကျနီးလမ်းမရှိဘူးလို့ပြောပါတယ်သူ့ခန္ဓာကိုယ်ကအယမ်းပူနေစေဖြစ်တာကြောင့်ဆရာဝန်တွေရဲ့ကိရိယာတွေကိုတောင်အရေးပြောစေခဲ့ပါတယ်တခုတည်းသောတဲလုံစကတော့ရိုဘီရဲ့ခန္ဓာကိုယ်ထဲမှာတွေ့ရှိရတဲ့အမည်မသိဗိုင်းရပ်စ်တစ်ခုပါပဲနောက်တော့ရုံးမှာခုတ်ပကပောက်ကွဲသွားတဲ့မော်ဒယ်တွေရဲ့တောပတ်ဆိုင်ရာမှတ်တမ်းတွေကိုကြည့်ရင်သူတို့ဟာအရင်တုန်းကလုံးဝတခြားစီဖြစ်နေခဲ့တာကိုသိလိုက်ရပါတယ်သူတို့အားလုံးဟာ plastic surgery တစ်ခုခုလုပ်ထားကြပြီးလွန်ခဲ့တဲ့2နှစ်ကမှမော်ဒယ်တွေဖြစ်လာခဲ့တာပါခွဲစိတ်မှုလုပ်ပြီးတဲ့နောက်မှာတော့သူတို့က social media ပေါ်ကနေပျောက်သွားပြီးမိသားစုနဲ့တငယ်ချင်းတွေကိုလည်းအဆက်အသွယ်ဖြတ်လိုက်ကြပါတယ် New Jersey မှာတော့ Jeremy ဟာမိန်းကလေးတစ်ယောက်ရဲ့ဗီဒီယိုကိုကြည့်ရင်ကိုယ့်ဘာသာအားသာဖြစ်နေပါတယ်ဒါပေမဲ့သူကပတ်စံအလုံးလောက်မပေးနိုင်တာကြောင့်အဲ့ဒီမိန်းကလေးကကင်မရာကိုပိတ်လိုက်ပါတယ်သူကငိုရင်းနဲ့ပဲဆက်လုပ်နေတော့မှပဲညစာစားနေတော့မှသူကသူ့အမေကအမှုအကျင့်တွေကိုပြင်ပေးပြီးအလုပ်ရှာခိုင်းတာကိုပဲအမေနဲ့ရန်ဖြစ်နေပါတယ်အဲ့ဒီနောက်မှာတော့သူကမြေအောက်ခန်းမှာစစ်လိတ်တောက်ပြီးသူ့ရဲ့အင်္ဂါကိုကြီးထွားစေနိုင်တယ်ဆိုတဲ့ဆုပ်ဆက်တစ်ခုကိုသုံးပါတယ်ဒါပေမဲ့အဲ့ဒါကသူ့ကိုအရေးကြီးမှုတွေပဲဖြစ်စေခဲ့ပါတယ်သူကလူပြိုတိုးတွေရဲ့ချက်ခန်းတစ်ခုမှာတွားညှိညူတဲ့အခါနောက်ထပ်အဖွဲ့ဝင်တစ်ယောက်ကသူ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့ဖုန်းနံပါတ်တစ်ခုကိုပေးပါတယ်နောက်တစ်နေ့မှာ Jeremy က plastic surgery ဆရာဝန်နဲ့တွေ့ဖို့ Indianapolis ကိုသွားပါတယ်ဆရာဝန်က Jeremy ကိုလူပြိုတိုးတစ်ယောက်လို့ခေါ်ပြီးသူ့လိုလူကောင်းတစ်ယောက်ကဘာတွေနဲ့ထိုက်တန်တယ်ဆိုတာကိုစီယုံပြောဆိုကသူ့ကိုလူချိုးတစ်ယောက်ဖြစ်အောင်ပြောင်းလဲပေးမယ်လို့ကတိပေးပါတယ်အတန်ကြာတော့ Jeremy ဟာသူ့ရဲ့မျက်နှာတစ်နဲ့ဘားတစ်ခုကိုရောက်နေပါတယ်အခုဆိုရင်မိန်းကလေးတွေအများကြီးကသူ့ကိုလာပိုးပန်းကြပြီးတောက်ဆရာတွေလည်းတိုက်ကြပါတယ်သူကသူတို့နဲ့အတူကားဖို့တောင်ယုံကြည်မှုရှိနေပါပြီညဘက်အဆုံးမှာတော့ Jeremy ကအမ်ဖို့အတွက်အိမ်သားထဲကိုသွားပါတယ်သူအပြင်ထွက်လာတဲ့အခါမိန်းကလေးတွေက Jeremy ရှင်းပေးလိုက်မယ်လို့ပြောပြီးပတ်စံမပေးဘဲထွက်သွားကြပြီဖြစ်ကြောင်းဘာမျိုးသားကပြောပြပါတယ်မနက်ခင်းမှာတော့ဒေါသတကြီးဖြစ်နေတဲ့ Jeremy ကစေကန်းထဲကိုဝင်လာပြီးဆရာဝန်ကိုမတွေ့မချင်းဝန်ထမ်းတော်တော်များများကိုပြစ်တက်လိုက်ပါတယ်သူကဆရာဝန်ကိုတနက်နဲ့ထောက်ပြီးပေးခဲ့တဲ့ဂတိတွေအားလုံးကလိမ်ညာမှုတွေပဲလို့ပြောပါတယ်ဆရာဝန်ကသူတို့သုံးနိုင်တဲ့နောက်ထပ်ကိရိယာတစ်ခုရှိသေးတယ်လို့ဂတိပေးပြီးနောက်ထပ်အခွင့်အရေးတစ်ခုတောင်းပါတယ်အဲ့ဒီနောက်ဆရာဝန်က Jeremy ကိုဟိုတယ်ခန်းတစ်ခုစီခေါ်သွားပြီးအဲ့ဒီမှာနည်းနည်းလာတဲ့ခွဲနဲ့တွေ့ဆုံစေပါတယ်သူမက Jeremy ကိုစိတ်လျှော့ထားဖို့ပြောပြီးသူနဲ့တူအိတ်လိုက်ပါတယ်ခဏအကြာမှာတော့ Romy ကတယောက်တည်းနိုးလာပါတယ်သူကအပြင်းအဖျားတက်နေပြီးလမ်းတောင်ကောင်းကောင်းမရှောင်နိုင်တော့ပါဘူးသူကအခန်းထဲကိုရေမာပြီးရေတန့်ဘူးပေါင်းများစွာကိုတောက်လိုက်ပါတယ်ရုတ်တရက်သူ့ခန္ဓာကိုယ်ကတုန်ခါလာပြီးနာကျင်စရာအကောင်းဆုံးနီးလန်းတွေနဲ့လိမ်ဖယ်လာပါတော့တယ် Jeremy ရဲ့သွားတွေကျွတ်ထွက်ပြီးသွေးတွေအန်ထုတ်ကသူ့မျက်နှာကိုလည်းသူကိုယ်တိုင်ဆွဲခွာလိုက်ပါတယ်ကြာရှည်ပြီးညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ဖြစ်နေတဲ့အသွင်ပြောင်းလဲမှုပြီးတဲ့နောက်မှာတော့ Jeremy ဟာအရေးပြားပိုးအိမ်ထဲကနေလှပတဲ့ခန္ဓာကိုယ်တစ်ခုနဲ့ထွက်ပေါ်လာပါတယ်ရုံးမှာတော့ခုတ်ပေါ်နဲ့ George တို့က virus အသစ်အတွက်စစ်ဆေးမှုရလဒ်တွေကိုရရှိခဲ့ပါတယ်ဒါကလိမ်ဆက်ဆံရာကနေကူးစက်တာဖြစ်ပြီး Heaven နဲ့ခွေးယူပြန်ရောဂါပေါင်းစပ်ထားတာဖြစ်လို့အရန်ကိုအန္တရာယ်များပါတယ်ဒါကတခွဲခန်းမှာလှုပ်ထားတာဖြစ်ဖို့များပါတယ်အဲ့ဒီအတွက်ကိုဒီ virus ကိုတွေ့ရှိခဲ့တဲ့တခြားအခင်းဖြစ်ပွားရာနေရာတစ်ခုကိုဆေးလွှတ်လိုက်ပါတယ် Venice မှာခုတ်ပေါ်နဲ့ George တို့ဟာ virus ကလေထဲကနေမကူးစက်နိုင်ဘူးလို့ယူဆရပေမဲ့လည်းအကာအကွယ်ဝတ်စုံတွေကိုဝတ်ဆင်ကြရပါတယ်သတင်းပေါ်မှာတော့သူတို့ကရင်ဘတ်ကြီးပွင့်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်နေရန်ပေါ်မှာတော့အလှပလို့အတိတ်ပဲရတဲ့ Egypt အယုတ်စာတင်ကေတာတစ်ခုကိုတွေးနဲ့ရေးဆွဲထားတာကိုတွေ့ရပါတယ် Round မှာတော့လောက်ကျန်တက်ဖြတ်သူအန်တိုနီယိုက Baron နဲ့ဖုန်းပြောနေပါတယ် Baron ကသူ့ကုမ္ပဏီမှာအလုပ်လုပ်ခဲ့မှုတဲ့လူတစ်ယောက်ကလှို့ဝှက်ဖော်မြူလာကိုခိုးယူပြီးလူတွေကိုကူးစက်စေခဲ့တာကြောင့်ဒေါသထွက်နေပြီးအဲ့ဒီလူကိုအသစ်သက်ခိုင်းလိုက်ပါတယ်အန်တိုနီယိုကဝန်ထမ်းဟောင်းနောက်ကိုမြို့ထဲမှာလိုက်သွားပြီးညတို့လေးနဲ့ပြစ်လိုက်တဲ့အခါအဲ့ဒီလူကချက်ချင်းပဲတုံတက်ပြီးတေသွားပါတယ်ဘာတစ်ခုမှခုတ်ဖို့နဲ့ George တို့ကနောက်ဆုံးတေဆုံးသူရဲ့ဗီဒီယိုကိုကြည့်နေကြပါတယ်သူကဒါဟာမတန်ပါဘူးမလုပ်ပါနဲ့လို့တွတ်ပြောနေပါတယ်တယောက်အခန်းထဲဝင်လာပြီးသူ့တက်ပလက်ကိုချခိုင်းလိုက်တဲ့အချိန်မှာဗီဒီယိုကပြီးဆုံးသွားပါတယ်ဒါကိုအိမ်ဖော်ကအလောင်းမတွေ့ခင်တရက်အလိုမှာ social media ပေါ်တင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာ agent တွေစီကိုဖုန်းလာပြီးအလွန်အရေးကြီးတဲ့ fashion magazine တစ်ခုက editor လက်ထောက်ကပောက်ကွဲသွားတာကြောင့်မနက်ဖြန် New York ကိုသွားဖို့ပြောပါတယ်အဲ့ဒီနောက်ခုတ်ဖို့နဲ့ George တို့ကသူတို့ရဲ့ဆက်ဆံရေးအကြောင်းဆွေးနွေးကြပြီးဒါကိုအပျော်သဘောပဲထားဖို့သဘောတူလိုက်ကြပါတယ်တခြားအမျိုးသားတစ်ယောက်က George ကိုလာပိုးပန်းနေတာကိုမြင်တော့ခုတ်
Cooper ထွက်သွားပါတယ် Cooper ကလမ်းကြားတစ်ခုထဲလမ်းလျှောက်သွားတော့မှသူစိမ်းနှစ်ယောက်ရဲ့ရုတ်တရက်တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်သူကပြန်တိုက်ခိုက်ပြီးထွက်ပြေးနိုင်ခဲ့ပေမဲ့အဲ့ဒီလူတွေကအမြန်လိုက်မိပြီးသူ့ခေါင်းကိုပလတ်စတစ်အိတ်နဲ့ဆွတ်လိုက်ပါတယ်သူတို့ကသူ့လက်တွေကိုလည်းချီနှောင်ထားပေမဲ့ Cooper ကပြန်တိုက်ခိုက်ပြီးအိတ်ကိုဖယ်ရှားလိုက်ပါတယ်သူကလူနှစ်ယောက်စလုံးကိုတိုက်ခိုက်ရင်အမျိုးသားတစ်ယောက်ရဲ့လက်ပင်ကိုသူ့လက်တွေနဲ့ညှစ်ပြီးလက်ထိပ်ကိုဖျက်လိုက်ပါတယ်အဲ့ဒီနောက်သူကထပ်ပြီးထွက်ပြေးပြီးစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာပုံနေပါတယ်ကန်ဆိုးစွာနဲ့ပဲသူကဒီမှာလဲတိုက်ခိုက်ခံရပြီးထပ်ပြီးတိုက်ခိုက်ရပြန်ပါတယ်လူမိုက်တစ်ယောက်ကဓာတ်နဲ့သူ့ဘာကိုမွန်းလိုက်ပြီးတဲ့နောက် Cooper ကစောက်လုပ်ရေးခွင်ထဲကပစ္စည်းတွေကိုတုံးပြီးသူတို့နှစ်ယောက်လုံးကိုသတိမေ့အောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Cooper ကလှေကားပေါ်ပြေးတက်သွားပေမဲ့လမ်းဆုံးနေတာကိုတွေ့လိုက်ရပါတယ်လူတစ်ယောက်ကသူ့နောက်ကိုထပ်လိုက်လာတာကြောင့်သူကကြိုးတစ်ချောင်းကိုယူပြီးအဲ့ဒီလူရဲ့လက်ပင်မှာပတ်ကလာတာဆောင်ပေါ်ကနေပစ်ချလိုက်ပါတယ်လူမိုက်ကတေးသွားပြီး Cooper လည်းအဲ့ဒီလုပ်ငန်းစဉ်မှာပြုတ်ကျသွားပါတယ်အဲ့ဒီအတော်အတွင်း Jordan ကဘားကလူနဲ့အတူဟိုတယ်တစ်ခုကိုသွားပါတယ်သူတို့အတူအိပ်ပြီးတဲ့နောက် Jordan အိပ်ပျော်သွားတော့မှအဲ့ဒီလူကအခွင့်ကောင်းယူပြီးထွက်သွားပါတယ်နာရီအနည်းငယ်ကြာမှာတော့ Jordan ကအဖျားတက်ပြီးနိုးလာကချက်ချင်းပဲရေတွေတောက်ပါတော့တယ်ရုတ်တရက်သူ့ခန္ဓာကိုယ်ကတုန်ခါလာပြီးတဘာဝမကျတဲ့နီလန်းတွေနဲ့လိမ့်ဖယ်လာပါတယ်သူကရေတောက်ဖို့အိမ်သာကိုသွားဖို့စူးစမ်းပေမဲ့လဲကျသွားပါတယ်မနေ့ကမှာတော့ Jordan ဟာအရေပြားပိုးအိမ်ထဲကနေထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်အစ်စ်ကိုမြင်တဲ့အခါအော်ဟစ်ပါတော့တယ် New York မှာတော့ Harper က Manny နဲ့တခြားလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုသူနေမကောင်းဖြစ်နေကြောင်းပြောပါတယ်ရုတ်တရက်သူ့ခန္ဓာကိုယ်ကလိမ့်ဖယ်လာပြီးရေတွေအများကြီးတောက်လိုက်ပေမဲ့ပြန်အန်ထုတ်လိုက်ပါတယ် Harper ကရေထက်တောင်းပေမဲ့ Manny ကကြောက်ပြီးသူ့ရေဘူးကိုဖယ်လိုက်တာကြောင့် Harper ကသူ့ကိုလင်ပန်းနဲ့ရိုက်လိုက်ပါတယ်သူကစာပွဲတွေကိုတွန်းထုတ်ပြီးလူတွေကိုဟိုဖက်ဒီဖက်ပစ်ပေါက်ကရေထက်တောင်းနေပါတယ်သူက Manny ရဲ့တငယ်ချင်းကိုဖမ်းမိတဲ့အခါသတင်းပေါက်ကနေအပြင်ကိုပစ်ချလိုက်ပါတယ်လူအုပ်ကြီးကအားလုံးကိုဗီဒီယိုရိုက်နေတော့မှပဲ Harper တယောက်ပောက်ကွဲသွားပါတော့တယ်သူ့သွေးတစ်ဆက်က Manny ရဲ့မျက်လုံးထဲကိုဝင်သွားပါတယ် Venice မှာတော့ Cooper ဟာရဲတွေရဲ့စစ်ဆေးမြင်းမြန်းခြင်းကိုခံရဖို့လက်ထိတ်ခတ်ခံထားရပါတယ်သူကကိုခုခံတာလို့ပြောပေမဲ့သူတို့ကတန်တရားရှိနေကြပါတယ်ရဲအရာရှိချုပ်ရောက်လာပြီး Cooper ကိုလွှတ်ပေးဖို့ပြောတဲ့အထိအငင်းအခုန်တွေဖြစ်ပွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူက Jordan ကိုအကြိမ်ကြိမ်ဆက်သွယ်ပေမဲ့မရပါဘူးရဲအရာရှိချုပ်က Jordan ရဲ့ပစ္စည်းတွေကိုဟိုတယ်မှာတွေ့ပေမဲ့လုံခြုံရေးကင်မရာတွေမှာတော့သူ့ရဲ့အရေးအယောင်တောင်မတွေ့ရဘူးလို့ပြောပါတယ်သူ့ကိုတိုက်ခိုက်ခဲ့တဲ့လူတွေဟာလျှို့ဝှက် virus စစ်ဆေးချက်မှာ positive ဖြစ်နေတာကြောင့် Cooper လည်းကူးစက်ခံရနိုင်ခြေရှိတယ်လို့သူမကအကြောင်းကြားပါတယ်အကာအကွယ်ဝတ်စုံဝတ်ထားတဲ့ရဲနှစ်ယောက်က Cooper ကိုအခုလောလောဆယ်တီးတန့်ခွဲထားနိုင်ဖို့ခေါ်သွားကြပါတယ်နောက်တော့တက်ခွဲကမ်းမှာသိပ္ပံပညာရှင်တွေက Cooper မှာပိုးမရှိတာကိုအတည်ပြုပေးပါတယ်သူက Jordan ကိုတွားရှာချင်တာကြောင့်သူ့အထက်လူကြီး Mayor ကိုဖုန်းဆက်ပြောပေမဲ့ Mayor ကသူ့ကိုပြန်လာဖို့အတင်းအကျပ်ခိုင်းပါတယ်အဲ့ဒီအတော်အတွင်းမှာတော့ Antonio ဟာ Jordan ကိုပိုးကူးအောင်လုပ်ခဲ့တဲ့လူကိုမျက်နှာကျက်မှာဆွဲကြိုးချထားလိုက်ပါတယ်သူ့မှာလက်နက်တွေအပြည့်ပါတဲ့လက်ဆွဲတစ်တာတစ်လုံးရှိနေပြီးတေဆုံးသူကိုချင်းချောက်ဖို့ပစိန်တလက်ကိုယူလိုက်ပေမဲ့ဖုန်းလာတာကြောင့်အနောက်ရှက်ဖြစ်သွားပါတယ် Brown ကလှေပေါ်မှာရောက်နေပြီးအမျိုးသမီးတစ်ယောက်နဲ့အတူရှိနေတော့ Antonio နဲ့ဖုန်းပြောနေတာပါအမှုတွေကပိုများလာတာကြောင့် Antonio အနေနဲ့ပိုမြန်မြန်ရှင်းလင်းရမယ်လို့သူကရှင်းပြပါတယ်ဖုန်းချပြီးတဲ့နောက်မှာတော့ Antonio ကချိတ်ဆွဲထားတဲ့လူကိုပစိန်နဲ့တက်လိုက်ပါတယ်နောက်တော့ကိုပိုင်လေစိတ်တစ်ခုမှာသူ့သားဖြစ်သူကသူ့အဖေတေသွားပြီလို့စက်ယုံကြည်နေအောင်သူ့ဇနီးဟောင်းစီကိုနှုတ်ပိတ်ခအနေနဲ့ပတ်စံအချို့လွှဲပေးလိုက်ပါတယ်အဲ့ဒီအတော်အတွင်းမှာတော့ Byron စီကိုသူ့ဇနီးဟောင်း Franny ရောက်လာပြီးသူတို့ရဲ့သားကြီးဆုံးကယောဂပြန်ထားလို့ Club 1ကဆေးဖြတ်စခန်းမှာရောက်နေကြောင်းပြောပြပါတယ် Byron ကသူ့ကိုသွားမတွေ့ချင်ပါဘူး Franny ကတော့ Byron တေးဖို့ညတိုင်းဆူတောင်းတယ်လို့ဝန်ခံလိုက်ပါတယ် Indianapolis မှာတော့ Antonio ဟာ Jeremy ခွဲစိတ်မှုလုပ်ခဲ့တဲ့ဆေးကန်းထဲကိုကျူးကျော်ဝင်ရောက်ဖို့အထူးကိရိယာတစ်ခုကိုသုံးပါတယ်သူကအခန်းတိုင်းကိုမရှာခင်ကင်မရာတွေကိုပိတ်ဖို့ဟလိုက်ပါတယ်နောက်ဆုံးမှာတော့ဆရာဝန်ကခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုကိုလွှတ်နဲ့တိုက်နေတာကိုသူတွေ့သွားပါတယ် Antonio က virus ပြန့်နှံ့အောင်လုပ်တဲ့နေရာမှာသူ့ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးရင်ဆိုင်မေးမြန်းတဲ့အခါဆရာဝန်က Claire နဲ့ online မှာတွေ့ခဲ့ပုံနဲ့သူမရဲ့ဝန်ဆောင်မှုတွေကိုညှင်းပယ်ခဲ့ပုံကိုပြောပြပါတယ် Antonio ကပောက်ကွဲသွားတဲ့လူအားလုံးရဲ့တပ်ပုံတွေကိုပြတဲ့အခါမှာတော့ဆရာဝန်ကစိတ်ပြအားငယ်နေတဲ့အချိန်မှာလူတစ်ယောက်တည်းကိုပဲ virus ကူးစက်ဖို့ Claire ကိုငှားခဲ့မိတယ်လို့ဝန်ခံပါတယ်သူက Jeremy ဘယ်မှာလဲဆိုတာမသိဘူးလို့ပြောတာကြောင့် Antonio ကသူ့လက်မောင်းကိုတနက်နဲ့ပစ်ပြီး Jeremy ကိုရှာခိုင်းပါတယ်အဲ့ဒီနောက်ဆရာဝန်ကအမျိုးသမီးတစ်ယောက်နဲ့အတူရှိနေတဲ့ Jeremy စီကိုဖုန်းဆက်လိုက်ပါတယ်အပြောင်းလဲတွေအမြဲတမ်းတည်မြဲနေဖို့ဒုတိယအကြိမ်ထိုးဆေးလိုအပ်တယ်လို့သူကပြောတာကြောင့် Jeremy ကသူ့ရဲ့တီနေရာကိုပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Antonio ကဆရာဝန်ရဲ့ခေါင်းကိုတနက်နဲ့ပစ်တက်လိုက်ပါတယ်ခဏအကြာမှာတော့ Antonio က Jeremy ရဲ့အခန်းထဲကိုဝင်လာပြီးရေချိုးခန်းထဲမှာသူ့ကိုချင်းချောက်ပါတယ် Jeremy ကသူ့ကိုချက်ချင်းပြန်ထိုးပြီးအမျိုးသားနှစ်ယောက်စတင်တိုက်ခိုက်ကြပါတော့တယ်သူတို့ကရေချိုးခန်းကနေအိတ်ခန်းထဲအထိရောက်သွားပြီးပရိဘောဂတွေကိုဖျက်ဆီးပစ်ကြပါတယ် Antonio ကသူ့ကိုနိုင်သွားပြီး Jeremy ကိုသူခုနကအတူရှိခဲ့တဲ့အမျိုးသမီးစီဖုန်းခေါ်ခိုင်းပါတယ်သူမကအိမ်မှာအဖျားတက်ပြီးနေမကောင်းဖြစ်နေတာကြောင့် Jeremy ကဆေးအချို့လာပို့ပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကသူ့စီကိုလိပ်စာပို့ပေးပြီးတဲ့နောက် Antonio က Jeremy ကိုအဲ့ဒီကိုလိုက်ပို့ခိုင်းပါတယ်အဲ့ဒီအမျိုးသမီးရဲ့အိမ်မှာတော့ဘယ်သူမှတကားမဖွင့်တာကြောင့်သူတို့ကအိမ်ထဲကိုဖောက်ဝင်သွားကြပါတယ်အိမ်သားထဲမှာတော့သွေးတွေအများကြီးနဲ့ကွဲနေတဲ့မှန်တစ်ချက်ကိုတွေ့လိုက်ရပါတယ်မိဖို့ကြောင့်ထဲမှာတော့အဲ့ဒီမိန်းကလေးရဲ့အခွန်ဟောင်းပိုးအိမ်ကိုတွေ့ရပါတယ်ရုတ်တရက်သူမက Jeremy ပေါ်ကိုခုံအုပ်ပြီးစပွဲပေါ်ကိုတိုးချလိုက်ပါတယ် Antonio ကသူမကိုအနောက်ကနေဖမ်းထားပြီးမိဖို့ကြောင့်တစ်ခုလုံးမှာရုံရင်းဆန်ခတ်ဖြစ်ကြပါတယ် Antonio ကသူမကိုဗီဒီယိုတစ်ခုနဲ့ကပ်ပြီးတွန်းထားလိုက်တဲ့အခါ Jeremy ကဒဲအိုးတစ်လုံးနဲ့ရိုက်ချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကသူမကိုတေသွားတဲ့အထိအကြိမ်ကြိမ်ရိုက်နှက်ပါတော့တယ် Antonio ကသူ့ကိုတတိပြန်ဝင်လာအောင်အော်ပြောလိုက်ရပါတယ်အခုတော့ Antonio ကဘဝမှာဘာမှမရှိတော့ဘူးလို့ပြောပြီးတောင်းပန်ဖို့ညှင်းဆန်တဲ့ Jeremy ကိုတက်ရမှာပါအဲ့ဒီအမျိုးသမီးကိုမတက်ခင်အထိသူဘာကိုမှမခံစားခဲ့ရဘူးပါဘူးသူ့ကိုတက်မဲ့စား Antonio ကစားတောက်ဆိုင်တစ်ခုကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာ virus ရဲ့အစောပိုင်းထိုးဆေးကိုထိုးထားတာကြောင့်လူပြိုပြန်ဖြစ်နေပြီးတကယ်တော့အသက်65နှစ်ရှိပြီဖြစ်ကြောင်းပြောပြပါတယ် virus ကိုလိပ်ဆက်ဆံရာကနေကူးစက်ဖို့ရည်ရွယ်ထားတာမဟုတ်ပဲအဲ့ဒါကနောက်ပိုင်းမှာဖြစ်လာတဲ့ချိုးယင်းချက်တစ်ခုပါ Antonio က Jeremy ဟာသူ့သားနဲ့တူတယ်လို့ပြောပြီးသူ့ရဲ့တပည့်အဖြစ်ခေါ်ထားလိုက်ပါတယ် New York မှာတော့ Cooper ကို Harper ပောက်ကွဲပြီးနောက်ပိုးရှိကြောင်းစစ်ဆေးတွေ့ရှိရတဲ့လူအားလုံးရှိနေတဲ့အချုပ်ခန်းကိုပြသပါတယ်အဲ့ဒီနောက်သူက Harper ရဲ့ရည်စားကိုစစ်ဆေးမေးမြန်းတဲ့အခါသူက Harper အကြောင်းပြောရင်းစိတ်တက်ကြနေပါတယ်ပောက်ကွဲတဲ့အချိန်မှာသူကထမင်းစားဆောင်ထဲမှာရှိနေတာဖြစ်ပေမဲ့သူ့ရဲ့စစ်ဆေးချက်ရလဒ်တွေကတော့မထွက်သေးပါဘူးအဲ့ဒီလူကသူနဲ့ Harper တို့အကာအကွယ်မပါပဲအတူနေခဲ့ကြတယ်လို့ပြောတဲ့အခါ Cooper ကသူလည်းကူးစက်ခံ
ခံရနိုင်တယ်လို့ကောက်ချက်ချပြီးသူ့ထက်လူကြီးစီစာပို့လိုက်ပါတယ်အကာအကွယ်ဝစ်စုံဝစ်ထားတဲ့အေဂျင့်2ယောက်ကအဲ့ဒီလူကိုအချုပ်ခန်းထဲဆွဲခေါ်သွားဖို့ချက်ချင်းရောက်လာတာကြောင့်သူကလန့်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်အေဂျင့်တွေကသူ့ကိုမေးစေးတနက်နဲ့အမြန်ပစ်ပြီးခေါ်သွားကြပါတယ်အဲ့ဒီနောက်ခုတ်ပလဲအကာအကွယ်ဝစ်စုံကိုဝစ်ပြီးကတင်မှာချီနှောင်ခံထားရကအဖျားတက်ပြီးလောင်မြိုက်နေတဲ့မန်နီစီကိုသွားပါတယ်ခုတ်ပကဟာဘာမှာတခြားရေးစားတွေရှိသေးလားလို့မေးပေမဲ့မန်နီမဖြေနိုင်ခင်မှာပဲသူ့ခန္ဓာကိုယ်ကလိမ်ဖယ်လာပြီးမျက်လုံးကသွေးတွေထွက်လာပါတယ်ခုတ်ပရဲ့ဝစ်စုံပေါ်ကိုအန်ချပြီးတဲ့နောက်မှာတော့မန်နီရဲ့အရေးပြားတွေစတင်ကျွတ်ထွက်လာပြီးသူ့လက်တွေကိုကျိုးတွေထဲကနေထုတ်နိုင်သွားပါတယ်ခုတ်ပကအခန်းထဲကနေပြေးထွက်သွားတော့မှမန်နီကဆရာဝန်တွေကိုစတင်တိုက်ခိုက်ပါတော့တယ်သူကတယောက်ကိုစတီးတိုင်နဲ့ရိုက်ပြီးနောက်တယောက်ကိုတော့အနောက်ကနေဖမ်းကတေအောင်ညှစ်ပြီးမှမှန်တကားကနေပစ်ချလိုက်ပါတယ်ခုတ်ပကပင်မကိတ်တကားကိုပိတ်ဖို့အပြေးလွှားသွားပေမဲ့မန်နီကတကားမပိတ်ခင်လေးမှာပဲခုန်ထွက်သွားပါတယ်မန်နီကစင်ကြံလန်းတွေတိုင်းဆက်ပြေးပြီးသူ့လမ်းမှာပိတ်နေတဲ့ဘသူကိုမဆိုထိုးကျိတ်သွားပါတယ်သူ့ခန္ဓာကိုယ်ကအသွင်ပြောင်းနေတာကြောင့်ခုတ်ပကကျမ်းပြင်ပေါ်ကအသားစားတွေကိုကြည့်ပြီးနောက်ကလိုက်သွားရုံပါပဲမန်နီကခွဲစိတ်ခန်းတစ်ခုတည်းကိုအတင်းဝင်သွားပြီးနာကျင်မှုကိုမခံစားနိုင်တာကြောင့်လူတိုင်းကိုတွန်းထုတ်လိုက်ပါတယ်သူကခွဲစိတ်ခူတင်ပေါ်ကအလောင်းကိုယူပြီးအကာအကွယ်ဖြစ်သုံးကဆက်ပြေးပါတယ်တခြားခန်းတစ်ခုမှာတော့ဆရာဝန်2ယောက်ကလူ1ယောက်ကိုမျက်နှာတစ်ပေးဖို့အတွက်သူ့မျက်နှာကိုခွာနေကြပါတယ်မန်နီကဒီအခန်းကိုလည်းဖောက်ထွက်သွားပြီးသူထွက်သွားတဲ့အခါတခြားတကားကသူ့အနောက်မှာပိတ်သွားပါတယ်ခုတ်ပကသူ့နောက်ကိုမကြခင်မှာလိုက်လာပြီးဆရာဝန်1ယောက်ကိုတနက်နဲ့ချင်းချောက်ကတကားဖွင့်ခိုင်းလိုက်ပါတယ်နောက်အခန်းထဲမှာတော့ဖန်ပြွန်တွေထဲမှာထူးဆန်းတဲ့ခန္ဓာကိုယ်တွေမျောနေတာကိုတွေးလိုက်ရလို့ခုတ်ပအံ့အားသင့်သွားပါတယ်လူသားရေပြားအပြည့်စုံကိုလှပတဲ့လူတွေမသေးခင်မှာလှူဒန်းခဲ့တာလို့ဆရာဝန်ကရှင်းပြပါတယ်ပတ်ပတ်လည်ကိုလိုက်ကြည့်နေတော့မှခုတ်ပကမန်နီရဲ့အရေးပြားပိုးအိမ်ကိုကျမ်းပြင်ပေါ်မှာတွေးလိုက်ရပါတယ်ရုတ်တရက်အသွင်ပြောင်းသွားတဲ့မန်နီကခုတ်ပကိုတိုက်ခိုက်ပြီးသူတို့2ယောက်တိုက်ခိုက်ကြပါတော့တယ်အတန်ကြာရုံးရင်းဆန်ခတ်ဖြစ်ပြီးတဲ့နောက်မှာတော့မန်နီကခုတ်ပရဲ့တနက်ကိုခိုးယူပြီးပစ်ခတ်လိုက်တာကြောင့်ကွန်တိန်နာအချို့ပျက်စီးသွားပြီးသူလည်းထွက်ပြေးသွားပါတယ်ဆရာဝန်ကခုတ်ပကိုသူ့ကိုရက်တက်နိုင်ဖို့မေးစေးပါတယ်အတချောင်းကိုပေးပါတယ်နောက်စင်ကြံလမ်းမှာတော့မန်နီကိုဆွာဖွဲကဝိုင်းထားလိုက်ပါတယ်သူကခုတ်ပကိုထပ်ပြီးတိုက်ခိုက်ဖို့ကြိုးစားတဲ့အခါခုတ်ပကသူ့ကိုသတိမေ့သွားအောင်အမြန်ပဲဆေးထိုးလိုက်ပါတယ်ဒါပေမဲ့ခုတ်ပထွက်သွားတဲ့အခါမှာတော့မန်နီကပြန်လို့လာပါတယ်ခုတ်ပကတခြားအေဂျင့်1ယောက်စီကလျှက်စစ်တနက်ကိုယူပြီးမန်နီတကယ်သတိမေ့သွားတဲ့အထိလျှက်စစ်နဲ့တိုးလိုက်ပါတယ်ရော့မှာတော့အန်တိုနီယိုကဂျေရမီအတွက်တမိုးကြီးအဝတ်စားချို့ကိုဝယ်ပေးပါတယ်အဲ့ဒီနောက်ဗိုင်းရပ်စ်မကူးစက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးနိုင်ဖို့ဂျေရမီကအမျိုးသမီး1ယောက်နဲ့အတူနေနေတာကိုသူကကြည့်နေပါတယ်အဲ့ဒီအမျိုးသမီးထွက်သွားပြီးတဲ့နောက်မှာတော့အန်တိုနီယိုကယူဆာကသူ့ရဲ့နောက်ထပ်အမှုအတွက်သတင်းစကားရရှိပါတယ်အဲ့ဒီအတော်အတွင်းမှာတော့ဘာရောင်ကသူ့ခန္ဓာကိုတည်ငြိမ်နေစေဖို့အတွက်ဒေါက်တာရိတ်စီမှာအားဖြည့်ဆေးတွေတွားထိုးပါတယ်ဖော်မြူလာအသစ်ကအဆင်သင့်မဖြစ်သေးဘူးလို့ရဲကပြောတာကိုသူကဂယုမဆိုင်ပဲကမ္ဘာအလားပါနေမှာသူ့ရဲ့ထုတ်ကုန်သစ်ကိုတရားဝင်ထုတ်ဖော်ပြသမယ်လို့ကြေညာလိုက်ပါတယ်သူထွက်လာမှာတော့အန်တိုနီယိုလည်းအားဖြည့်ဆေးထိုးနေတာကိုတွေ့လိုက်ရပါတယ်ညနေခင်းမှာတော့ခုတ်ပေါက်ကအပြေးလေးကျင့်နေရင်အနီးနားမှာနက်နဲတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်သူမလှည့်ကြည့်လိုက်တဲ့အခါသူမရဲ့မျက်နှာကပုံပြက်နေပါတယ်အဲ့ဒီအချိန်မှာပဲခုတ်ပေါက်ကဒီအိမ်မက်ဆိုးကနေနိုးလာပြီးတယောက်ယောက်တကားခောက်တံကိုကြားလိုက်ရပါတယ်သူတကားဖွင့်ကြည့်လိုက်တဲ့အခါသူမမှတ်မိတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရပါတယ်သူမကဂျော်ဒန်ဖြစ်ကြောင်းရှင်းပြတာကြောင့်တန်တရားရှိနေတဲ့ခုတ်ပေါက်ကသူမကိုနေရန်နဲ့ကတ်တုံးပြီးတနက်နဲ့ပြင်မယ်လို့ချိန်ချောက်ပါတယ်ဂျော်ဒန်ကသူမသာသိနိုင်မဲ့အရာတွေကိုပြောပြပြီးသူ့ရဲ့အမာရွတ်တွေကိုရှာကာအဲ့ဒီအမာရွတ်တွေရဲ့နောက်ွယ်ကဇလန်းတွေကိုပြောပြပါတယ်နောက်ဆုံးမှာတော့ခုတ်ပေါက်ကသူမကိုယုံကြည်သွားပြီးဖတ်ထားလိုက်ပါတယ်ညကလပ်တစ်ခုမှာနေကအတူအိတ်ဖို့ပါတနာတွေကိုရှာနေပါတယ်မကြခင်မှာပဲအန်တိုနီယိုနဲ့ဂျေရမီတို့ရောက်လာပြီးတရားကိုတက်လိုက်ကြပါတယ်နောက်တနေ့မနက်မှာတော့နေကရေချိုးပြီးအိမ်သားတွေကထွက်လာတဲ့အခါသူ့ကိုကလပ်ထိုင်မှာချီနှောင်ထားတဲ့ဂျေရမီနဲ့အန်တိုနီယိုတို့ကိုတွေ့ပြီးလန့်သွားပါတယ်အန်တိုနီယိုကသူ့ကိုပါရိုက်ပြီးဗိုင်းရပ်စ်ကိုဘယ်ကရတာလဲလို့မေးတဲ့အခါနေကဒါကွယ်ကနေငှားခဲ့တဲ့အမျိုးသမီးတစ်ယောက်စီကရတာလို့ရှင်းပြပါတယ်အဲ့ဒီနောက်အန်တိုနီယိုကသူ့ကိုထပ်ပြီးပါရိုက်ပြီးဂျေရမီကိုလည်းသူ့ကိုရိုက်ခိုင်းပါတယ်နေကကလပ်ထဲကလူအများကြီးကိုဗိုင်းရပ်စ်ကူးစက်စေခဲ့တာဖြစ်ပြီးဒီတွဲကအချို့ကိုတက်ပြီးပြီဖြစ်ပေမဲ့ရှာဖို့2ယောက်ကျန်ပါသေးတယ်အန်တိုနီယိုကနေကိုနှိပ်စက်ဖို့ပြင်ဆင်နေတော့မှပဲဘာရန်စီကဖုန်းလာပါတယ်သူကအာနာပိုင်တွေမှာမန်နေရှိနေကြောင်းပြောပြပြီးခုတ်ပိုကိုရှင်းပြဖို့ခိုင်းပါတယ်ဖုန်းချပြီးတဲ့နောက်မှာတော့အန်တိုနီယိုကနေကိုပြစ်တက်လိုက်ပါတယ်အဲ့ဒီအတော်တွင်းမှာတော့ခုတ်ဖနဲ့ဂျော်ဒန်တို့ညစာထွက်စားကြပါတယ်အစတုန်းမှာတော့လူတိုင်းကသူမကိုပိုတတိထားမိလာတာကြောင့်လှနေရတာကိုသဘောကျခဲ့တယ်လို့ဂျော်ဒန်ကဝန်ခံပါတယ်ဒါပေမဲ့ဒါကကျိန်စာတစ်ခုဖြစ်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့အမျိုးသားတွေကသူမကိုကြိုက်တယ်လို့ကင်တွယ်လို့ရတဲ့ပစ္စည်းတစ်ခုလိုပဲသဘောထားကြလို့ပါသူမကအဲ့ဒီလိုလူအချို့ကိုတောင်ထိုးချိတ်ခဲ့ရပါသေးတယ်ခုတ်ဖကသူမအနေနဲ့တစ်နှစ်ခွဲအတွင်းမှာပောက်ကွဲသွားလိမ့်မယ်လို့ပြောပြပေမဲ့အာနာပိုင်တွေစီကိုတော့အတိမပေးစေချင်ပါဘူးဘာလို့လဲဆိုတော့သူတို့ကသူမကိုတခွဲခန်းကချက်တကောင်လို့ပိတ်လောင်ထားကြမှာမို့လို့ပါအဲ့ဒီအစားကုထုံးမတွေ့မချင်းသူမကခုတ်ဖနဲ့အတူနေရမှာပါအိမ်ပြန်လမ်းမှာဂျော်ဒန်ကခုတ်ဖကိုနမ်းဖို့ကြိုးစားပေမဲ့သူကသူမမှာယောဂရှိနေတာကြောင့်တားလိုက်ပါတယ်သူတို့တိုက်ခန်းကိုရောက်တဲ့အခါနေကရင်ဘတ်ကြီးပွင့်လျက်သားကတင်ပေါ်မှာတင်နေတာကိုတွေ့ပြီးထိတ်လန့်သွားကြပါတယ်နေရံပေါ်မှာတော့အလားပဆိုင်ရာအယုတ်စာတင်ကေတာကိုရေးဆွဲထားပါတယ်လွန်ခဲ့တဲ့3နှစ်ကဘာရန်ဟာကားထဲမှာအမျိုးသမီးတစ်ယောက်နဲ့အတူရှိနေတော့စီးပွားရေးဖုန်းခေါ်ဆိုမှုတွေလုပ်နေတဲ့လူလက်ပိုင်းရွယ်အမျိုးသားတစ်ယောက်ပါသူအိမ်ပြန်ရောက်တဲ့အခါဖရန်နီကသူ့ဝစ်စားတွေပေါ်မှာတခြားမျိုးသမီးတွေရဲ့ရေမွေးနှံကိုရနေပါတယ်ညတညမှာတော့ဘာရန်ကစီးပွားရေးခီးစဉ်သွားမယ်လို့ကြေညာတဲ့အခါဖရန်နီကသူ့ကိုစူပါတော့တယ်ဘာလို့လဲဆိုတော့သူတို့သားဖြစ်သူကိုတက်သေးဖို့စူးစမ်းပြီးနောက်မှာမိသားစုကူထုံးခံယူဖို့ရှိနေလို့ပါဘာရန်ကသူ့သားကိုတွားတွေးဖို့ဆန္ဒမရှိတယ်လို့သူတို့တယောက်နဲ့တယောက်မုန်းနေကြတာကိုဖရန်နီကိုတတိပေးပါတယ်သူတို့2ယောက်လုံးမှာပတ်စံတွေအများကြီးရှိနေတာကြောင့်ဒါကော်မရှင်ကြတာပါသူတို့ခဏလောက်အငင်းပွားကြပြီးတဲ့နောက်ဖရန်နီကအရန်စိတ်ပြတ်သွားတာကြောင့်ဖျောင်းနိုင်တဲ့တိုင်ကိုယူပြီးပကြီးကားတစ်ချက်ကိုမိရှို့လိုက်ပါတယ်အလှပဆိုတာဘာအတွက်မှအပြေမဟုတ်ဘူးဆိုတာသိလိုက်ရပြီးတဲ့နောက်မှာသူတကယ်ပဲပျော်ရွှင်နိုင်ခဲ့တာလို့သူမကရှင်းပြပါတယ်နောက်တစ်နေ့မှာတော့ဘာရောင်နဲ့ရေတို့ဟာတီးတန့်ဖြစ်တဲ့ကိုပိုင်အင်ကြီးတစ်ခုမှာကမ္ဘာအချမ်းသာဆုံးလူအချို့နဲ့တွေ့ဆုံကြပါတယ်ရေကသူတို့ရဲ့နာကိုအစကနေပြန်တိဆောက်နိုင်တဲ့ချက်ပေါင်းတစ်ခုကိုထုတ်လုပ်ဖို့အသုံးပြုခဲ့တဲ့အထူးဗီဇအလှပအကြောင်းပြောပြပါတယ်သူကကင်ဆာရောဂါခံစားနေရတဲ့အဖိုးကြီးတစ်ယောက်ကနေကျန်းမာတန်ဆွမ်းတဲ့လူငယ်တစ်ယောက်ဖြစ်လာတဲ့ဓာတ်ပုံတွေကိုတောင်ပြသခဲ့ပါတယ်ဘာခွဲစိတ်မှုမှမလိုပဲစေးတလုံးထိုးယုံပါပဲဒီအခန်းအပြင်ကဘသူမှဒါကိုမသိကြတာကြောင့်ဒီဘီလီယံနာတွေဟာကမ္ဘာပေါ်မှာပထမဆုံးမတည်နိုင်တဲ့လူသားတွေဖြစ်လာကြမှာပါအဖွဲ့တွေကလူအများစုကတန်တရားရှိနေကြ
ကြပေမဲ့ဘာယွန်ကတော့စမ်းသပ်ကြည့်ဖို့စိတ်လှုပ်ရှားနေပါတယ်။ Ray ကသူတို့ကိုယူနီဖောင်းတွေဝတ်ထားပြီးရေတန့်ပူပေါင်းများစွာရှိနေတဲ့အထူးခန်းတစ်ခုထဲကိုခေါ်သွားပါတယ်။ဘာယွန်ကထူးဆန်းတဲ့ဝက်ဝင်ချာကင်အင်ဂျီကိုဝတ်ထားပြီး Ray ကသူ့အိတ်ကိုဖယ်ခိုင်းပေမဲ့ဘာယွန်ကအတင်းမဲထားခဲ့ခိုင်းပါတယ်။လူတိုင်းကိုဆေးထိုးပေးပြီးတဲ့နောက် Ray ကအခန်းထဲကထွက်သွားပါတယ်။မကြခင်မှာပဲလူတိုင်းနေမကောင်းဖြစ်လာပြီးရေတွေအများကြီးတောက်ကြပါတော့တယ်။သူတို့ကနာကျင်လွန်းလို့အော်ဟစ်နေကြတော့မှပဲသူတို့ရဲ့ခန္ဓာကိုယ်တွေကလိမ်ဖယ်သွားပါတယ်။ခဏကြာမှာတော့ Ray ပြန်လာတဲ့အခါလူတိုင်းကအရေပြားပိုးအိမ်ထဲမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့ကပိုးအိမ်ထဲကနေအမြန်ပဲထွက်လာကြပြီးသူတို့ရဲ့နုပြိုလှပတဲ့ခန္ဓာကိုယ်တစ်တွေကိုကြည့်ပြီးအံ့ဩနေကြပါတယ်။လူတိုင်းကမှန်ထဲမှာကိုစိုက်ကြည့်နေကြတော့မှဘာယွန်ကသူ့အိတ်ထဲကတနက်ကိုဘာယွန်ကအကုန်ရှင်းလင်းပြီးတဲ့နောက်အိမ်ကိုမိရှို့လိုက်ပြီးသူ့လူတွေကလည်းဝန်ထမ်းအားလုံးကိုတပ်ပစ်လိုက်ကြပါတယ်။ဘာယွန်ကရေးနဲ့အတူမထွက်ခွာခင်မှာကြေးစားစစ်သားတွေကိုပါတပ်ပစ်ခဲ့ပါသေးတယ်။နောက်တော့လေရင်ပေါ်မှာရေးကိုကလတ်ထိုင်နဲ့ချီထားပြီးဘာယွန်ကလေရင်မဲနဲ့ကဲနေတာကိုအတင်းကြည့်ခိုင်းထားပါတယ်။လိုအပ်တဲ့စမ်းသပ်မှုတွေမလုပ်ရသေးသလိုဘေးထွက်ဆိုးကျိုးတွေကိုလည်းမသိရသေးတာကြောင့်အရေးချင်းထိတွေ့မှုကနေတဆင့်ကူးစက်နိုင်ခြေရှိတယ်လို့ရေးကဘာယွန်ကိုသတိပေးဖို့ကြိုးစားခဲ့ပါတယ်။ဘာယွန်လက်ခံဖို့အချိန်တော်လေးယူလိုက်ရပြီးသူတို့လေရင်စင်းတာနဲ့ဘာယွန်ကသူ့ရဲ့အဆောင်ကိုလေရင်မဲကိုတက်ခိုင်းလိုက်ပါတယ်။ခန္ဓာကိုယ်အသစ်နဲ့တစ်နေ့လုံးပျော်ပါပြီးနောက်ဘာယွန်ကFranny ကိုအံ့ဩသွားအောင်အိမ်ပြန်သွားပေမဲ့Franny ကသူ့ကိုမမှတ်မိပဲအိမ်ထဲကနေမောင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်။သူကဘယ်သူလဲဆိုတာတက်တည်ပြဖို့သူတို့ရဲ့ honeymoon အကြောင်းတွေကိုပြောပြပြီးသူ့ရဲ့တတိယမြောက်နိုတီကောင်းကိုပါပြခဲ့ပါတယ်။သူ့စီကနေ virus ကူးစက်သွားအောင်သူမနဲ့အတူနေဖို့ကမ်းလှမ်းခဲ့ပေမဲ့ Franny ကတော့သူကရုပ်ချောပေမဲ့စိတ်ဓာတ်ကပုတ်တိုးနေလုံးပဲလို့ပြောပြီးညှင်းလိုက်ပါတယ်။နောက်တော့ဓာတ်ခွဲခန်းမှာအလှအပကမျိုးဗီဇပြောင်း virus တစ်ခုဖြစ်လာပြီလို့ရေးကဘိုင်ယွန်ကိုပြောပါတယ်။ရုတ်တရက်ဆက်ထဲမှာနမူနာတစ်ခုပောက်ကွဲသွားပြီးအလှအပရဲ့တက်တန်းက855ရက်လောက်ပဲရှိတယ်လို့ရေးကရှင်းပြခဲ့ပါတယ်။ဒေါသထွက်သွားတဲ့ဘိုင်ယွန်ကရေးကိုနန်ရန်စီလွှင့်ပစ်လိုက်ပြီးသူ့ကိုတတ်ဖို့အဆောင်ကိုခိုင်းပေမဲ့ရေးကသူ့ကိုကယ်ဖို့အတွက်ပြင်းငိမ့်ဆေးတွေနဲ့အားဖြည့်ဆေးတွေဖန်တီးပေးနိုင်တယ်လို့ပြောခဲ့ပါတယ်။သူကကုသဆေးရှာနေတဲ့အချိန်မှာပဲအကျိုးမြတ်တွေတိုးအောင်ဒါတွေကိုရောင်းလို့လည်းရနိုင်ပါတယ်။ဘိုင်ယွန်ကသူ့ကိုအသက်ရှင်ခွင့်ပေးဖို့သဘောတူလိုက်ပေမဲ့ရေးကိုသူ့ရှေ့မှာဒူးထောက်ခိုင်းပြီးသူဟာဖျားသခင်ဖြစ်သွားပြီလို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရေးကသိပ္ပံပညာရှင်အဖွဲ့လိုက်ကိုငှားပြီးသူတေသနလုပ်ခိုင်းပေမဲ့အဲ့ဒီထူးဆန်းတဲ့ virus ရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုတော့သူတို့ကိုမပြောပြခဲ့ပါဘူး။မိုက်ကအရန်အထီးကျန်ပြီးလူတော့မတိုးဖြစ်နေပေမဲ့သူကြိုက်နေတဲ့ဂျန်ကိုစကားပြောဖို့ကလဲယာကအားပေးခဲ့ပါတယ်။နေ့လယ်စာစားချိန်မှာမိုက်ကဂျန်ကိုအပြင်သွားဖို့ချိန်ခဲ့ပေမဲ့သူမမှာဆစ်ဆက်ထားသူရှိနေတာကြောင့်ညှင်းလိုက်ပါတယ်။မွန်းလွဲပိုင်းမှာတော့လော်ဒေါင်းချလိုက်ပြီဆိုတဲ့သတိပေးတန်ကြောင့်အလုပ်တွေရပ်ဆိုင်းသွားပါတယ်။တနာရီကြာတဲ့အထိသတိပေးတန်ကမြည်နေတုန်းဖြစ်ပြီးဘယ်သူမှလည်းသူတို့ရဲ့ရုံးခန်းထဲကနေမထွက်ကြပါဘူး။မိုက်ကအဆောင်တစ်ယောက်ကိုအသေးစိတ်မေးကြည့်လိုက်တော့ဂျန်ရဲ့တက်ခွဲခန်းမှာတခုခုဖြစ်ခဲ့တယ်ဆိုတာသိလိုက်ရပြီးအဲ့ဒီအချိန်မှာပဲသတိပေးတန်ကရပ်သွားပါတယ်။အလုပ်စင်းတော့မိုက်ကအပြင်မှာငိုနေတဲ့ဂျန်ကိုတွေ့ခဲ့ပါတယ်။သူမစမ်းတက်နေတဲ့ချင်ပန်စီမြောက်ကထူးထူးခြားခြားပြောင်းလဲသွားပေမဲ့အရန်လဲရန်လိုသွားတယ်လို့သူမကပြောပြခဲ့ပါတယ်။နောက်ထပ်သိပ္ပံပညာရှင်တစ်ယောက်ကအဲ့ဒီမြောက်ကိုပြစ်မတက်ခင်မှာဂျန်ကိုတောင်ကိုက်သွားပါသေးတယ်။ဂျန်ကအပြင်မထွက်ခင်မှာသူမကိုပူနေတယ်လို့မိုက်ကိုပြောခဲ့ပါတယ်။နောက်နေ့မှာမိုက်ကကလဲယာကိုအကုန်ပြောပြလိုက်တော့သူမကကိုခန္ဓာပြောင်းလဲဖို့အတွက်အဲ့ဒီဆေးကိုချက်ချင်းလိုချင်သွားပါတယ်။ဒါပေမဲ့သူတို့မှာတော့အေးကန်းတူလောင်ယုံတဲ့ကိုဝင်ခွင့်မရှိပါဘူး။တကားကမျက်လုံးဆက်ကင်တာကိုသုံးနေဆိုတာသိတာကြောင့်မိုက်ကစနစ်ထဲကိုဟပ်ဝင်ပြီးဝင်ခွင့်ရအောင်သူ့မျက်လုံးပုံစံကိုပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မနက်မှာတော့မိုက်ကအေးကန်းထဲကိုဝင်နိုင်သွားပြီးထိုးဆေးနှလုံးကိုခိုးယူခဲ့ပါတယ်။အိမ်ပြန်ရောက်တော့သူကဆေးတစ်လုံးကိုသူ့ကိုယ်သူထိုးလိုက်ပြီးအရန်နာကျင်တဲ့အပြောင်းလဲတွေကိုခံစားပြီးတဲ့နောက်မှာတော့ချောမောတဲ့အမျိုးသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကလဲယာအလုတ်ကပြန်လာတဲ့အခါသူမရဲ့အခန်းထဲမှာဒစိမ့်တစ်ယောက်ရောက်နေတာကိုတွေ့ပြီးလန့်သွားပါတယ်။မိုက်ကသူဘယ်သူလဲဆိုတာတက်တည်ပြဖို့သူတို့ကြားကလှုပ်ဝက်စကားတွေကိုပြောပြပြီးကျန်တဲ့ဆေးတစ်လုံးကိုသူမကိုပေးလိုက်ကရေချိုးကန်ထဲမှာသူမဆေးထိုးတာကိုကူညီပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကလဲယာကလှပတဲ့အမျိုးသမီးခန္ဓာကိုယ်ရသွားလို့ဝမ်းသာနေပါတယ်။အဲ့ဒီအချိန်မှာပဲဇလန်းအစကအန်တိုနီယိုတက်လိုက်တဲ့လူဟာမိုက်ခင်နေမှန်းသိလိုက်ရပါတယ်။လက်ရှိမှာတော့ကူပါကဂျော်ဒန်ကိုလုံခြုံတဲ့အိမ်တစ်လုံးစီခေါ်သွားပါတယ်။သူမကစိတ်လှုပ်ရှားပြီးသူ့ကိုချစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပေမဲ့သူကတော့ဘာမှပြန်မပြောခဲ့ပါဘူး။တစ်ဖက်မှာလည်းမေယာကသူ့သမီးဂျိုးအီနဲ့အတူအိမ်ထဲကအထူးခန်းထဲမှာရှိနေပါတယ်။သူမကစောစီးစွာအိုမင်းရင်ရော်တဲ့ယောဂခံစားနေရတာကြောင့်ရုပ်ဆိုးတဲ့ကလေးငယ်လေးလိုဖြစ်နေတာပါ။ရုတ်တရက်သူမရဲ့နှလုံးရက်သွားပြီးမေယာရဲ့ဇနီးကထိတ်လန့်တကြားအခန်းထဲပြေးဝင်လာပါတယ်။ကံကောင်းစွာနဲ့ပဲဆရာဝန်တွေကသူမကိုအသက်ပြန်သွင်းနိုင်ခဲ့ပါတယ်။အတဝက်မေယာကသူ့ဇနီးကိုဂျိုးအီကဒုက္ခရောက်နေတာမို့သူမကိုလွှတ်ပေးသင့်ပြီလို့ပြောပါတယ်။သူတို့နှစ်ယောက်စကားများကြပြီးရိုင်းရိုင်းဆိုင်ဆိုင်တွေပြောကုန်ကြကနောက်ဆုံးမှာဇနီးဖြစ်သူကသူမရဲ့တောက်လက်စဖန်ခွန်းနဲ့မေယာမျက်နှာကိုပြစ်ပေါက်လိုက်ပါတယ်။နောက်နေ့မှာဘိုင်ရွန်ကအဲ့ဒီဇနီးမောင်နှံစီရောက်လာပြီးဂျိုးအီကိုသူကူပေးနိုင်တယ်လို့ပြောပါတယ်။ခါယိုကျွတ်တာအားနေတဲ့ယောဂရှိပြီးသူ့အကူအညီနဲ့ပြန်ကျန်းမာလာတဲ့လူတစ်ယောက်ရဲ့ပုံကိုပြကာဂျိုးအီကိုလည်းအခမဲ့ကူပေးနိုင်တယ်လို့ပြောခဲ့ပါတယ်။ဇနီးဖြစ်သူကတော့စိတ်လှုပ်ရှားနေပေမဲ့တန်တရားရှိတဲ့မေယာကဘိုင်ယွန်ကိုကလတ်ထိုင်မှာလက်ထိတ်ခတ်လိုက်ပြီးသူ့လူတွေစုံစမ်းနေတဲ့ထူးဆန်းတဲ့တည်ဆုံမှုတွေနဲ့ပတ်သက်နေတာကိုသိသွားပါတယ်။ဘိုင်ယွန်ကဒေါသထွက်သွားပြီးအပေးယူလုပ်ချင်တယ်လို့ဝန်ခံလိုက်ပါတယ်။မေယာကစုံစမ်းစစ်ဆေးမှုတွေကိုရပ်ပေးပြီးကူပါကိုသူ့လက်ထဲအပ်မယ်ဆိုရင်ဂျိုးအီကိုကူပေးမယ်လို့ပြောပါတယ်။မေယာကတန်တရားရှိနေတော့မှုဘိုင်ယွန်ကတစ်နှစ်ကို10 တန်းပေးမယ်ခန္ဓာကိုယ်ပြောင်းပြီးရင်မိသူမိဝါဖြစ်ကြောင်းအတစ်လုပ်ပေးမယ်ပြီးတော့တာယာတဲ့ကျွန်းတွေပေါ်မှာအတစ်ကစားဖို့ကန့်လန့်ချက်တွေကိုထပ်တိုးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဂျရမီကအန်တိုနီယိုကိုသူ့ရဲ့တာဝန်မကျေတဲ့အဖေနဲ့ဆက်ဆံရေးအဆင်မပြေတာတွေပြောပြပြီးအထီးကျန်တဲ့လူငယ်တွေရဲ့အတိုက်ဝန်းကြောင့်သူအထီးကျန်တယ်လို့ခံစားရကြောင်းပြောပါတယ်။အန်တိုနီယိုကသူအထီးမကျန်တော့ပါဘူးလို့အားပေးပြီးသူ့ရဲ့အတိတ်အကြောင်းတွေကိုပြောပြပါတယ်။သူကအသက်18နှစ်မှာစစ်တပ်ထဲဝင်ပြီးယာတုတက်လာပေမဲ့စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုကြောင့်ထောက်လှမ်းရေးအဖွဲ့ထဲဝင်ခွင့်မရခဲ့ပဲမကောင်းတဲ့အလုပ်တွေကိုပဲလုပ်ခဲ့ရပါတယ်။သူဖေဖြစ်လာတဲ့အခါရာဇဝတ်မှုတွေနဲ့မိသားစုကိုမျှတအောင်နေနိုင်မယ်လို့ထင်ခဲ့ပေမဲ့တနေ့မှာတော့သူ့သားကသူ့သွေးတွေတုံနေတာကိုမြင်သွားပါတယ်။သူကအလုပ်ကောင်းကောင်းလုပ်ဖို့ဆုံးဖြတ်လိုက်ပြီးဘီလီယံနာတယောက်ရဲ့တက်တော်ဆောင်ဖြစ်လာပါတယ်။တနေ့မှာဆန္ဒပြသူတယောက်ကသူ့တထေးကိုအက်ဆစ်နဲ့ပတ်ဖို့ကြိုးစားလို့အန်တိုနီယိုကကြားကနေကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်သူ့ခန္ဓာကိုယ်ရဲ့80%ကျော်မီးလောင်သွားပေမဲ့ဘီလီယံနာကသူ့ကိုပတ်စံအနေငယ်ပဲပေးပြီးအလုပ်ထုတ်လိုက်ပါတယ်။အန်တိုနီယိုဆေးရုံတက်နေတော့မှဘိုင်ယွန်ရောက်လာပြီးသူ့လမ်းမှာပိတ်နေတဲ့လူတွေကိုတက်ပေးမယ်ဆိုရင်သူ့ကိုကူပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။မျော်လင့်ချက်မဲ့နေတဲ့အန်တိုနီယိုကအဲ့ဒီကမ်းလှမ်းချက်ကိုလက်
ခံလိုက်ပြီးသူ့မိသားစုကိုကာကွယ်ဖို့အတွက်သူတို့နဲ့အဆက်အသွယ်ဖြစ်လိုက်ပါတယ်။အလှပဆေးထိုးလိုက်တဲ့အခါသူ့မျက်လုံးကလွဲလို့ခန္ဓာကိုယ်တစ်ခုလုံးပြန်ကောင်းသွားခဲ့ပါတယ်။အန်တိုနီယိုစီကိုတာဝန်တစ်နဲ့မက်ဆေ့ချာရောက်လာတာကြောင့်သူတို့စကားပြောတာရပ်သွားပါတယ်။နောက်တော့မေယာကမန်နီနဲ့သူတေသနအကြောင်းစစ်ဆေးဖို့တနာရီအချိန်ပေးတာကြောင့်ကူပါနဲ့ဂျော်ဒန်တို့ကအမျိုးသားကျန်းမာရေးဌာနစီသွားခဲ့ပါတယ်။ဂျော်ဒန်ကအချက်လက်တွေအကုန်ကူးဖို့ကွန်ပျူတာစီပြေးသွားချိန်မှာကူပါကမန်နီအခန်းထဲသွားပြီးစစ်ဆေးချက်တွေနဲ့တွေးနမူနာကိုဓာတ်ပုံရိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအန်တိုနီယိုကဆရာဝန်အောင်ဆောင်ပြီးအခန်းထဲဝင်လာကမန်နီကိုဆေးတစ်လုံးထိုးလိုက်ပါတယ်။မေယာကဘိုင်ယွန်နဲ့အပေးယူလုပ်ပြီးသူတို့ကိုတစ္ဆာဖောက်လိုက်တာပါ။တစ်ချိန်တည်းမှာပဲဂျရမီကဂျော်ဒန်စီချင်းကပ်လာပြီးသူမကသူ့ကိုချက်ချင်းတိုက်ခိုက်ကတနက်ကိုလူယူလိုက်ပါတယ်။သူမက flash drive နဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ဂျရမီကစပင်ကနေဆွဲပြီးသူမကိုလဲကျအောင်လုပ်လိုက်ပါတယ်။ပြီးတော့သူမကိုအပြင်ကဘန်ကားထဲခေါ်သွားပါတယ်။မန်နီအခန်းထဲမှာတော့အန်တိုနီယိုကသူဘယ်သူလဲဆိုတာဖွင့်ပြောလိုက်ပြီးသူတို့နှစ်ယောက်လုံးတနက်ချင်းချိန်လိုက်ကြပါတယ်။မန်နီကအတက်ယောဂလိုဖြစ်လာပြီးဆေးထိုးခံရတာကြောင့်တေဆုံးသွားပါတယ်။စူညံတန်တွေမထွက်အောင်သူတို့နှစ်ယောက်ကလက်သီးချင်းထိုးကျိတ်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ကလက်လက်မီယာပစ္စည်းတွေကိုလက်နက်အဖြစ်သုံးကြပြီးအန်တိုနီယိုကမန်နီအလောင်းနဲ့တောင်ပစ်ပေါက်ပါတယ်။ကူပါကအန်တိုနီယိုကိုအသာစီးရသွားပြီးတပ်ဖို့အထိလုပ်ခဲ့ပေမဲ့အန်တိုနီယိုကဂျော်ဒန်ကိုတတ်မယ်လို့ချင်းချောက်တာကြောင့်သူနောက်ဆုတ်လိုက်ရပါတယ်။အဲ့ဒီနောက်အန်တိုနီယိုကသူ့ကိုလည်းဘန်ကားထဲခေါ်သွားပြီးဂျော်ဒန်အသက်ရှင်နေတာကိုတွေ့တော့ကူပါကစိတ်သက်သာရသွားကသူမကိုချစ်တဲ့အကြောင်းပြောပါတယ်။တစ်ဖက်မှာလည်းမေယာနဲ့သူ့မိသားစုကဆေးထိုးခံလိုက်ကြပါတယ်။နာကျင်တဲ့အပြောင်းလဲတွေပြီးနောက်မှာတော့အဲ့ဒီဇနီးမောင်နှံကငယ်ရွယ်ပြီးချုံမောသွားကြပါတယ်။မကြခင်မှာပဲသူတို့ကဂျိုးအီနဲ့ပြန်ဆောင်ကြပြီးသူမကျမ်းမာနေတာကိုတွေ့တော့အံ့ဩသွားကြပါတယ်။အတော်ကြာပြီးတဲ့နောက်ဘိုင်ယွန်ကဆင်းမြင့်ကြီးပေါ်မှာအလှပနေစတင်တဲ့အထိမ်းအမှတ်အနေနဲ့မိန်ကုန်းပြောဖို့လေ့ကျင့်နေပြီးသူ့ကိုယ်သူအဲ့ဒီဆေးကအလုပ်ဖြစ်တယ်ဆိုတဲ့သက်သေဖြစ်ပြသခဲ့ပါတယ်။စခရင်ကြီးပေါ်မှာတော့ဆေးကြောင့်လူတွေအများကြီးငယ်ရွယ်ပြီးလှပသွားတဲ့ကြော်ညာကိုပြနေပါတယ်။အဆုံးမှာတော့နောက်ခံစကားပြောကဘေးထွက်ဆိုးကျိုးတွေကိုအယမ်းမြန်ဖက်ပြသွားတာကြောင့်လူတွေနားလည်မှာမဟုတ်ပါဘူး။တခွဲခန်းထဲကအချုပ်ခန်းထဲမှာတော့ဟာပါရဲ့ပောက်ကွဲမှုကနေဒုက္ခရောက်ခဲ့သူတွေအကုန်လုံးပြောင်းလဲသွားကြပြီးသွေးတွေနေရာအနှံ့ဖြစ်နေပါတယ်။ရုတ်တရက်အပေါက်တစ်ခုပွင့်လာပြီးသူတို့ခွက်တွေထဲကိုငြိမ်သက်စေတဲ့အရည်တွေဖြည့်ပေးလိုက်ပါတယ်။ပြီးတော့မျက်နှာကျက်ပွင့်လာပြီးအေဂျင့်အဖွဲ့ကဆင်းလာကအကုန်လုံးကိုအမြန်ပစ်တက်လိုက်ကြပါတယ်။ဘန်ကားထဲမှာဂျော်ဒန်နဲ့ကူပါကမော့စကိုတုံးပြီးမျက်တောင်ခက်ကစကားပြောနေကြပေမဲ့အန်တိုနီယိုနဲ့ဂျရမီတို့ကချက်ချင်းတားလိုက်ပြီးသူတို့ရဲ့ဆက်ဆံရေးကိုလှောင်ပြောင်ကြပါတယ်။ဂျော်ဒန်နဲ့ကူပါကဂျရမီကိုလည်းသူနောက်ဆုံးမှာပောက်ကွဲသွားလိမ့်မယ်လို့ပြောလိုက်တော့ဒေါသထွက်နေတဲ့အန်တိုနီယိုကသူတို့ကိုပါဆက်ပိတ်အောင်ရိုက်လိုက်ပါတယ်။သူတို့သွားရမယ့်နေရာရောက်တဲ့အခါလူတစုကအဲ့ဒီနှစ်ယောက်ရဲ့ခေါင်းကိုအိတ်တွေဆုပ်လိုက်ပါတယ်။ဂျရမီနဲ့အန်တိုနီယိုတို့ပါအိတ်ဆုပ်ခံလိုက်ရလို့အံ့ဩသွားကြပါတယ်။ခဏအကြာမှာတော့ကူပါတို့အဖွဲ့ကသွေးတွေပေးနေတဲ့အချုပ်ခန်းထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဘိုင်ယွန်ကသူ့ကိုတစ္ဆာဖောက်လိုက်မှအန်တိုနီယိုသိသွားပြီးပောက်ကွဲမှုအကြောင်းကအမှန်ပဲဆိုတာဂျရမီလည်းနားလည်သွားကသူ့ကိုမပြောပြခဲ့လို့အန်တိုနီယိုကိုလုံးထွေးတက်ပုတ်ပါတော့တယ်။အခြေအနေတွေမဆိုးရွားခင်ကူပါကသူတို့ကိုဆွဲထုတ်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအေဂျင့်တချို့အခန်းထဲဝင်လာပြီးကူပါကိုဆွဲခေါ်သွားပါတယ်။အခန်းလွတ်ထဲမှာတော့လူတစ်ယောက်ကကူပါကိုခိုင်းတာလုပ်ဖို့ပြောနေတာကြောင့်သူစိတ်တူနေပါတယ်။အဲ့ဒီလူကသူ့ရဲ့ဖျားနေတဲ့သမီးအကြောင်းပြောလိုက်တဲ့အခါကူပါကသူဟာမေယာဆိုတာသိသွားပြီးသူတို့ကိုတစ္ဆာဖောက်လို့ဆဲဆိုလိုက်ပါတယ်။အဆောင်တွေကသူ့ကိုအချုပ်ခန်းထဲပြန်ဆွဲခေါ်သွားရပါတယ်။ဆိုင်ထဲမှာတော့ဘိုင်ယွန်ကညစာစားဖို့ရောက်လာပြီးဖရန်နီနဲ့အတူသူတို့သားတွေဖြစ်တဲ့ကန်တာနဲ့တတိုကိုတွေ့ခဲ့ပါတယ်။ဒီနေ့ကကန်တာရဲ့မွေးနေ့ဖြစ်ပေမဲ့ဘိုင်ယွန်ကသူတို့ကိုဆဲဆိုနေပါတယ်။ညီကိုနှစ်ယောက်ကသူတို့ကိုယ်ပိုင်ကုမ္ပဏီထောင်တော့မယ်လို့ပြောပြီးသူတို့ရဲ့ဗီဒီယိုဝန်ဆောင်မှုကိုကြော်ညာတဲ့ပိုစတာကိုပြလိုက်ပါတယ်။ဒေါသထွက်နေတဲ့ဘိုင်ယွန်ကသူတို့ရဲ့အကြံဉာဏ်ညံ့ပုံကိုဆဲဆိုပြီးအိမ်ထဲကမောင်းထုတ်လိုက်ပါတယ်။နောက်နေ့မှာဘိုင်ယွန်ကသူထောက်ပံ့ထားတဲ့တခြား project တွေနဲ့ငွေရေးကြေးအဆက်အသွယ်ဖြစ်ဖို့စလုပ်ပါတယ်။စက်ရုပ်ပညာရှင်ဒိုင်ယာနာကကန့်ကွက်ပြီးအဲ့ဒီ project ကိုပြိုင်ဘက်တွေစီယူသွားမယ်လို့ချင်းချောက်တာကြောင့်ဘိုင်ယွန်ကသူတို့ရဲ့စာချုပ်အကြောင်းတတိပေးလိုက်ပါတယ်။သူ့ကိုဘတ်ဂျက်ရဲ့10%ပဲပေးပြီးရေးရဲ့ project ထက်တာအောင်လုပ်နိုင်မလားဆိုတာအခွင့်အရေးပေးလိုက်ပါတယ်။နောက်တော့သူတို့သားတွေဆေးလွန်ပြန်ပြီးဆိုပြီးဖရန်နီငူနေတာကိုဘိုင်ယွန်တွေ့သွားပါတယ်။သူမကဆေးရုံမှာသူတို့ကိုတွားတွေ့ချင်ပေမဲ့ဘိုင်ယွန်ကသူတို့ဒီကိုရောက်နေပြီလို့ပြောလိုက်ပါတယ်။ညီကိုနှစ်ယောက်အခန်းထဲဝင်လာတဲ့အခါဖရန်နီကသူတို့ဆေးထိုးထားတာကိုသိသွားပါတယ်။ဆေးကဘိုင်ယွန်ရဲ့9%ပါတဲ့နိုင်ဂျီးရီးယားသွေးကိုလှုပ်ဆော်ပေးလိုက်တာကြောင့်အခုကန်တာကလူမဲဖြစ်သွားပါတယ်။သူကသူ့သားတွေကိုအခုမှသဘောကျသွားပြီးကောင်လေးတွေကလည်းစိတ်လှုပ်ရှားနေပေမဲ့ဖရန်နီကတော့ယွန်ရှာနေပါတယ်။အချုပ်ခန်းထဲမှာကူပါကမေယာအကြောင်းဂျော်ဒန်ကိုပြောပြပြီးတခုခုတော့ဖြစ်တော့မယ်လို့ခန့်မှန်းနေပါတယ်။ရုတ်တရက်မျက်နှာကျက်ပွင့်လာပြီးအေဂျင့်တချို့ဆင်းလာပါတယ်။သူတို့ကအဖွဲ့ကိုဇလိုင်းတွေပေါ်တက်ခိုင်းပြီးကူပါကလည်းအကုန်လုံးကိုလိုက်လုပ်ဖို့ပြောပါတယ်။အေဂျင့်တွေကသူတို့ကိုအချုပ်ခန်းထဲကနေခေါ်ထုတ်သွားပါတယ်။ခဏအကြာမှာတော့သူတို့ကဒိုင်ယာနာနဲ့တွေ့ကြပြီးအဲ့ဒီအေဂျင့်တွေကသူမရဲ့အစင်းမြင့်စက်ရုပ်တွေဖြစ်တဲ့ဒီကွန်တွေလို့ပြောပြပါတယ်။လူသားခန္ဓာကိုယ်တွေကအတုံးမကျပဲစက်ရုပ်ခန္ဓာကိုယ်တွေရတာကမှထာဝရအသက်ရှင်ဖို့တကယ်အဖြစ်ပဲလို့ယူဆတာကြောင့်သူမကဘိုင်ယွန်ကိုတားချင်နေတာပါ။ဂျရမီနဲ့ဂျော်ဒန်တို့စီမှာတက်ခွဲကန်းကနေပေါက်ကြားသွားတဲ့မပြည့်စုံတဲ့ virus ကူးစက်နေပြီးအဲ့ဒါကကုသဆေးမရှိဘူးလို့ဒိုင်ယာနာကရှင်းပြပါတယ်။အဲ့ဒါကမတည်ငြိမ်တာကြောင့်အပြင်လောကမှာကြကြမခံပဲသူ့အလိုလိုပျောက်ကွယ်သွားမှာပါ။ဘိုင်ယွန်ရောက်မှာကတော့ပိုကောင်းအောင်လုပ်ထားတဲ့ဆေးဝါးပါရှင်းဖြစ်ပါတယ်။သူတို့တွေဘိုင်ယွန်ကိုတက်ဖို့သဘောတူရင်သူတို့အသက်ရှင်ဖို့အတွက်အဲ့ဒီအားဖြည့်ဆေးတွေကိုပေးမယ်လို့ဒိုင်ယာနာကကတိပေးပါတယ်။တစ်ဖွဲ့လုံးကသဘောတူကြပေမဲ့ကံမကောင်းစွာနဲ့ပဲဘိုင်ယွန်ကသူတို့ရဲ့မျက်နှာတွေကိုမှတ်မိနိုင်ပြီးစက်ရုပ်တွေကိုပါရှာဖွေနိုင်တဲ့အစင်းမြင့်လုံခြုံရေးစနစ်နဲ့ဝန်းရံထားပါတယ်။ကူပါကအကြံတစ်ခုရသွားပြီးသူ့မျက်နှာပြောင်းသွားအောင်ဆေးထိုးလိုက်ရင်စနစ်ကသူ့ကိုမှတ်မိမှာမဟုတ်ပါဘူး။ဒိုင်ယာနာကဒါကိုကြိုသိနေလို့အကူအမြန်ထုတ်ပေးပေမဲ့ကူပါကတော့တခြားနည်းလမ်းနဲ့လုပ်ချင်နေပါတယ်။အဲ့ဒီနောက်ကူပါနဲ့ဂျော်ဒန်တို့ကဟိုတယ်ကိုမသွားခင်အတူတူရိုမန်တစ်ဆန်ဆန်ညစာစားခဲ့ကြပါတယ်။သူမချစ်ရတဲ့သူကိုဗိုင်းရပ်စ်ကူးစက်အောင်လုပ်ရမယ့်အကြံကိုစိတ်ပြက်ပြီးဂျော်ဒန်ကစိတ်ငြိမ်အောင်ရေချိုးခန်းထဲသွားပါတယ်။သူမကထွက်ပြေးဖို့ကြိုးစားပေမဲ့ကူပါကတားလိုက်ပြီးသူတို့နမ်းခဲ့ကြပါတယ်။ဒါကမကြခင်မှာပဲကဲကြတဲ့အထိဖြစ်သွားပါတယ်။ညလယ်မှာတော့ကူပါကအဖျားတက်ပြီးသူ့ခန္ဓာကိုယ်ကစပြီးလိမ်ဖေးလာပါတယ်။ဂျော်ဒန်ကသူ့ကိုရေတိုက်ပြီးအဲ့ဒီဖြစ်စဉ်မှာအားပေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ကူပါကသတိလစ်သွားပြီးတခြားသူတွေထက်ပိုဆိုးနေပုံရတာကြောင့်ဂျော်ဒန်ကအကူအညီခေါ်လိုက်ပါတယ်။နာရီအနည်းငယ်ကြာလို့ဂျရမီနဲ့အန်တိုနီယိုရောက်လာတဲ့အခါ
အပြောင်းလဲကမပြီးသေးဘူးဆိုတာကြားပြီးအံ့ဩသွားကြပါတယ်သူတို့ကကူဘာကိုအိပ်ယာပေါ်မှာဖိထားပေမဲ့သူ့ခန္ဓာကိုယ်ကဆက်ပြီးလိမ့်ဖိနေတာကြောင့်သူတို့ကိုဆက်ပြီးတွန်းကန်နေပါတယ်ဒီအပြောင်းလဲကပုံမှန်ထက်ပိုဆိုးတယ်လို့အန်တိုနီယိုကအတည်ပြုပေးပြီးသူ့ကိုရေချိုးကန်းထဲမှာပိတ်ထားလိုက်ပါတယ်ကူဘာကသူ့ရဲ့လက်သေးတွေနဲ့သွားတွေကျွတ်ထွက်လာတာကိုကြည့်နေရင်မှန်ကိုရိုက်ခွဲလိုက်ပြီးပြန်လဲကျသွားပါတယ်ရုတ်တရက်သူ့ရဲ့နံရိုးတွေကျိုးသွားပြီးရင်ဘတ်ပွင့်ထွက်လာပါတယ်မနေ့ရောက်တော့အဖွဲ့ကကူဘာကိုသွားစစ်ဆေးတဲ့အခါသူကအိမ်မြောင်ချေးကနေထွက်လာတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ချုံမောတဲ့အမျိုးသားတစ်ယောက်စာဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်နေတာကိုတွေ့ပြီးသူတို့အံ့ဩသွားကြပါတယ်ရေချိုးပြီးနောက်ကူဘာကသူဟာအရင်လူပဲလို့ဂျော်ဒန်ကိုပြောပြပြီးလူကြီးတစ်ယောက်လိုပါစကားပြောခဲ့ပါတယ်ဒါကသူ့အတွက်ဘဝသစ္စာဖို့အခွင့်အရေးလို့ဂျော်ဒန်ကထင်နေပေမဲ့ကူဘာကတော့တာဝန်ကိုပဲဆက်လုပ်ချင်နေပါတယ်အဲ့ဒီနောက်မှာတော့ဂျော်ဒန်ကတခြားသူတွေနဲ့အတူအရက်တောက်ဖို့ဘားကိုသွားခဲ့ပြီးသူတို့အားလုံးတာဝန်ကိုအဆုံးသတ်ဖို့သဘောတူလိုက်ကြပါတယ်စခရင်ကြီးတွေပေါ်မှာအလှပဆေးကြော်ညာတွေစပြနေပြီးရုတ်တရက်အခန်းထဲကလူတိုင်းစီကိုဖုံးမဆေးရတွေရောက်လာပါတယ်ဆေးကိုမနှက်ဖြန်မှာထုတ်ရမှာဖြစ်ပေမဲ့ဘိုင်ယွန်ကစောပြီးထုတ်ဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်ဒါဟာသူတို့ဖွဲ့နောက်ကျသွားပြီလို့ဆိုလိုတာပါတပတ်အကြာအထက်တန်းကျောင်းတစ်ခုမှာတော့ယူတီကသူမနှာခေါင်းခွဲစိတ်ထားတာကိုတငယ်ချင်းပဲလားကိုပြပါတယ်ဒါပေမဲ့သူမကရလက်ကိုအားမရပဲဘယ်သူမှသူမကိုကြိုက်မှာမဟုတ်တော့ဘူးဆိုပြီးစိုးရိမ်နေပါတယ်ကျောင်းသားတိုင်းသူတို့ဖုန်းထဲမှာအလှပကြော်ညာတွေစက်တိုက်ရနေကြပြီးခဏအကြာမှာတော့မိန်းကလေးတစ်ယောက်ခန္ဓာကိုယ်အတင်းနဲ့ရောက်လာတဲ့အခါတကယ်ရလက်ကိုမြင်လိုက်ရပါတယ်သူမကသူမရဲ့ပြိုင်ဘက်ကိုအော်ဟစ်ပြီးထိုးချိတ်နေတာကြောင့်ဆရာမနှစ်ယောက်ကသူမကိုဆွဲထုတ်သွားရပါတယ်စာတင်နေတော့မှပဲကောင်လေးတစ်ယောက်နေမကောင်းဖြစ်လာပြီးသူ့ခန္ဓာကိုယ်ကစပြီးလိမ့်ဖိလာပါတယ်ဆရာမနဲ့အတန်းဖော်တွေကသူ့ကိုဝိုင်းကြည့်နေကြပေမဲ့သူအန်ချလိုက်တဲ့အခါအကုန်လုံးနောက်ဆုတ်သွားရပါတယ်ဘဲလာအိမ်ပြန်ရောက်တော့သူမမိဘတွေတရင်ကြည့်နေတာကိုတွေ့ခဲ့ပါတယ်တမရကလည်းဆေးထိုးထားပြီးဘိုင်ယုံကိုစုတစိတ်ပေးချင်နေတာပါသူ့ရဲ့အစိုးရအဖွဲ့ဝင်တွေအကုန်လုံးလည်းဆေးထိုးထားကြပြီးအရေးပေါ်အသုံးပြုခွင့်ပေးလိုက်ကြပါတယ်ဒါဟာလက်တွေ့စမ်းသပ်မှုတွေအလုံးလောက်မရှိသေးပေမဲ့အစားအသောက်နဲ့ဆေးဝါးကုကဲရေးဌာနကအဲ့ဒီဆေးကိုအတည်ပြုပေးလိုက်ပြီလို့ဆိုလိုတာပါအွန်လိုင်းမှာဗီဒီယိုတွေအများကြီးကြည့်ပြီးနောက်ဘဲလာကသူမလည်းဆေးထိုးချင်တယ်လို့မိဘတွေကိုပြောပါတယ်သူတို့ကချက်ချင်းညှင်းလိုက်တာကြောင့်စကားများကြပါတော့တယ်နောက်ဆုံးမှာတော့ဘဲလာကနောက်တစ်ပတ်ဆိုရင်သူမအသက်16နှစ်ပြည့်တော့မှမို့သူတို့ခွင့်ပြုချက်မလိုတော့ဘူးလို့ပြောလိုက်ပါတယ်နောက်တစ်ပတ်တနင်္လာနေ့မှာဘဲလာကယူတီတစ်ပတ်အတွင်းမှာအရန်လာသွားတာကိုတွေ့ပြီးအံ့ဩသွားပါတယ်ယူတီကဆေးကမ်းမှာခောက်မိတဲ့အမျိုးသားတွေကသူမကိုမင်းသမီးလေးလိုပြုစုပေးခဲ့တဲ့အတွေ့အကြုံတွေကိုပြောပြပါတယ်သူတို့ကသူမကိုအထူးဖြော်ရည်တစ်ခွက်တောင်ပေးခဲ့ပါသေးတယ်သူတို့ကဆေးထိုးပေးပြီးနောက်မှာအဲ့ဒီဖြော်ရည်ထဲမှာအိတ်ဆေးပါတာကြောင့်သူမအိပ်ပျော်သွားခဲ့ပါတယ်ယူတီနိုးလာတဲ့အခါမှာတော့သူမကခန္ဓာကိုယ်အသစ်နဲ့ရေချိုးကန်ထဲမှာရောက်နေတာပါအခုတော့ယူတီကကော်နာလို့ခေါ်တဲ့ဝန်ထမ်းတစ်ယောက်ပေးလိုက်တဲ့ကပ်ပြားလေးကိုဘဲလာကိုပေးလိုက်ပါတယ်သူ့မှာခွဲစိတ်ဖို့ပတ်စံမရှိတဲ့သူတွေကိုကူညီပေးနိုင်တဲ့နည်းလမ်းရှိပုံရပါတယ်တစ်ချိန်တည်းမှာပဲတက်နက်ကန်တာတို့ကမနက်စာစားနေတဲ့ Franny ကိုဖျော်ဖြေပွဲလေးတစ်ခုနဲ့အံ့ဩအောင်လုပ်ပါတယ်သူမအာယုံလွဲနေတော့မှသူတို့ကသူမကိုအတင်းအဓမ္မဆေးထိုးလိုက်ကြပါတယ်နာရီနှဲငယ်ကြတဲ့အခါညီကိုနှစ်ယောက်ကဘိုင်ယုံကိုအံ့ဩစရာရှိတယ်လို့ပြောပြီးတခြားခန်းထဲကိုလွှတ်လိုက်ပါတယ်ဘိုင်ယုံကငယ်ရွယ်သွားတဲ့ Franny ကိုတွေ့ပြီးသူမရဲ့အလှကြောင့်အယံဝမ်းသာသွားကသူမကိုဖတ်လိုက်ပါတယ်အခုတော့သူကမိသားစုပြန်ဖြစ်ချင်နေပေမဲ့ Franny ကတော့အဲ့ဒါကိုမုန်းနေပြီးသူမဟာထောင်ချောက်ထဲပိတ်မိနေတယ်လို့ခံစားရတယ်လို့ပြောပါတယ်သူမကအခန်းထဲကထွက်သွားပြီးပန်းအိုးကိုခွဲလိုက်ကအစအနတစ်ခုနဲ့သူမရဲ့မိသားစုရှိမှရင်ကိုဘာသာအဆုံးစီရင်လိုက်ပါတယ်အဖေးတစ်ခုမှာဘဲလာကကော်နာနဲ့တွေ့ပြီးသူ့ရဲ့အကြောင်းတွေကိုကြားလိုက်ရပါတယ်သူကအရင်ကအရန်လူကောင်းကြီးပြီးလူတော်မတိုးဖြစ်နေခဲ့ပေမဲ့ဘယ်နီးလန်းနဲ့မှအဆင်မပြေခဲ့ပါဘူးဆေးကသူ့ဘဝကိုပြောင်းလဲပေးခဲ့ပေမဲ့အဲ့ဒီအတွက် credit card 3ကတ်နဲ့ပေးခဲ့ရတာကြောင့်အခုတော့သူ့မှာအကျွေးတွေအများကြီးရှိနေပါတယ်သူကသူမနဲ့အတူနေခြင်းအဖြစ်ဘဲလာကို virus ကူပေးနိုင်ပြီးဆေးကန်းတွေထက်အများကြီးတက်တာတဲ့ဈေးနဲ့ရနိုင်တယ်လို့ကန့်လန့်ပါတယ်ဘဲလာကသူမမိဘတွေစီကလက်ဝတ်ရတနာတွေနဲ့နာရီချို့ကိုခိုးလာတာကြောင့်ပတ်စံအလုံးလောက်ရှိပါတယ်ကော်နာကသူဟာအဖြစ်ဆေးထိုးထားတာကြောင့်အခုနက်ဖျားတစ်ပါးလိုခံစားနေရတယ်လို့ဖွင့်ပြောလိုက်ပါတယ်အဲ့ဒီနောက်သူတို့ဟိုတယ်ကိုသွားပြီးကဲကြပါတယ်ညနေရောက်တော့ဘဲလာကအိမ်ပြန်လာပြီးသူမရဲ့အိတ်ခန်းထဲမှာပုန်းနေပါတယ်မကြခင်မှာပဲသူမကိုပူလာပြီးခန္ဓာကိုယ်ကစပြီးလိမ့်ဖဲလာပါတယ်နောက်နေ့မနက်မှာတော့သူမရဲ့အမေကသွေးတွေနဲ့အညစ်အကြေးတွေပေးချန်နေတဲ့အိတ်ခန်းကိုတွေ့သွားပါတယ်သူမဘီရိုကိုဖွင့်ကြည့်လိုက်တဲ့အခါဘဲလာကရုပ်ပြက်ဆင်းပြက်ဘီလူးတစ်ကောင်ဖြစ်နေတာကိုတွေ့ပြီးထိတ်လန့်သွားပါတယ်ရုံးမှာတော့အသက်အရွယ်မမှန်တာတွေခန္ဓာကိုယ်ရုပ်ပြက်တာတွေနဲ့တခြားကျန်းမာရေးပြဿနာတွေအစီရင်ခံစာရနေပြီလို့ဘိုင်ယွန်ကိုအကြောင်းကြားပါတယ်လူတွေကကုမ္ပဏီကိုတရားစွဲဖို့စုယုံနေကြပြီးအမှုကြီးနဲ့ Federal Agency တွေကလည်းစုံစမ်းစစ်ဆေးမှုတွေစတင်နေပါပြီကာကွယ်ရေးဝန်ကြီးက9နှစ်အရွယ်ကလေးဖြစ်ပြောင်းသွားပြီးအထက်လွှတ်တော်အမတ်ရဲ့သမီးကလည်းပြင်းထန်တဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတာကြောင့်တမရကလည်းအလှပဆေးဘက်မှာမရှိတော့ပါဘူးအစားအသောက်နဲ့ဆေးဝါးကုကဲရေးဌာနကအတည်ပြုချက်ကိုပြန်ရုပ်သိမ်းလိုက်ပြီးမနက်ဖြန်ကစလို့အလှပဆေးကိုပိတ်ပင်လိုက်ပါတယ်ဘိုင်ယွန်ကသူ့အဖွဲ့ကိုအယောင်းတွေရက်ဖို့နဲ့ဆေးကန်းတွေကိုပိတ်ဖို့အမိန့်ပေးလိုက်ရုံကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးအဖြစ်ဆေးတွေကိုအခမဲ့ပေးရမှာဖြစ်ပြီးဥပဒေရေးရာဖွဲ့ကလည်းအမှုတွေကြေအေးဖို့ပတ်စံတွေစပေးရပါတော့မယ်ရုတ်တရက်တက်နဲ့ဒိုင်ယာနာတို့ကအစည်းအဝေးတွေရောက်လာပါတယ်တက်ကအခုချိန်မှာစီးပွားရေးကိုအရှုံးမခံနိုင်ဘူးလို့ထင်နေပြီးနင့်နာကြေးတွေမပေးရအောင်သူ့အဖေကိုဒေဝါလီခံဖို့တိုက်တွန်းပါတယ်ဘိုင်ယွန်ကသူ့လက်မလျှော့ပဲတခြားဘက်ကိုအာယုံပြောင်းနေတာပါလို့ပြောပါတယ်ဒီအရှုပ်ထွေးတွေပြီးသွားရင်ပရာဟိတလုပ်ငန်းတွေနဲ့အမှုပညာ project တွေကိုပတ်စံလူလိုက်ရင်လူတိုင်းကဖြစ်ခဲ့တာတွေကိုမေ့သွားကြမှာပါတက်ကမိသားစုအနေနဲ့ကုမ္ပဏီကိုအဆုံးရှုံးမခံနိုင်ဘူးလို့ဆက်ပြောနေပေမဲ့ဘိုင်ယွန်ကတော့လူတွေကိုတကယ်ကူညီချင်နေတာပါသူက Franny ကိုအသက်ဆက်နဲ့ထားပြီးသူမကိုအဲ့ဒီလိုမြင်ရတာကသူ့ကိုဘဝအပေါ်အမြင်သေးရစေခဲ့ပါတယ်သူက Franny ကိုပြန်ခေါ်လာနိုင်ဖို့နဲ့သူမခဲ့တာတွေကိုပြင်နိုင်ဖို့ကုမ္ပဏီရဲ့အရင်းမြစ်အားလုံးကိုကုသဆေးပေါ်မှာပဲအာယုံစိုက်စေချင်ပါတယ်ဒိုင်ယာနာကသူမရဲ့စက်ရုပ်လေးတွေကအလှပဆေးရဲ့ဆိုးကျိုးတွေကိုတိုက်ဖြတ်နိုင်တယ်လို့ပြောတာကြောင့်ဘိုင်ယွန်ကဖြည့်ရှင်းချက်ကိုပုံမြန်မြန်ထုတ်နိုင်ဖို့သူမကိုပတ်စံပေးလိုက်ပါတယ်ဘိုင်ယွန်ထွက်သွားဖို့ကြိုးစားတဲ့အခါတက်ကနောက်ကနေလိုက်ပြီးဆက်ပြီးညှဉ်းညူနေပါတယ်ဘိုင်ယွန်ကဒေါသအတွက်နဲ့သူ့ကိုပြတင်းပေါက်မှာတွန်းကတ်လိုက်ပြီး Franny ဖြစ်ခဲ့တာတွေအတွက်သူ့ကိုအပြစ်တင်ကနောက်တစ်ခါထပ်မမြင်ချင်တော့ဘူးလို့ပြောလိုက်ပါတယ်တက်ကသူဟာအမွေဆက်ခံမဲ့သူလို့ပြောပေမဲ့ဘိုင်ယွန်ကတော့တေပြီးသားလူတွေကဘာမှအမွေမရ
နိုင်ဘူးလို့ပြန်ပြောခဲ့ပါတယ်။နောက်တော့ဒိုင်ယာနာနဲ့တက်တို့ကကူပါတို့အဖွဲ့နဲ့တွေ့ကြပါတယ်။ဖရန်နီကိုဆေးထိုးခဲ့တာဘိုင်ယွန်ဖြစ်တယ်လို့တက်ကသူတို့ကိုပြောပြပြီးသူ့အဖေကအရန်အန္တရာယ်များတာကြောင့်တေးစေချင်နေပါတယ်။ဒိုင်ယာနာကရေးရဲ့အလောင်းကိုရှာတွေ့ထားပြီးဒါဟာဘိုင်ယွန်ရဲ့လက်ချက်ပဲလို့ပြောပါတယ်။ရေးရဲ့ဖိုင်တွေကြောင့်ဒိုင်ယာနာကကုသဆေးကိုဖော်ဆက်နိုင်ခဲ့ပါတယ်။အခမဲ့အားဖြည့်ဆေးတွေနဲ့ကူပါအတွက်ကုသဆေးရဖို့အတွက်အဖွဲ့ကဘိုင်ယွန်ကိုတတ်ဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကူပါကိုအခန်းတစ်ခုထဲခေါ်သွားပြီးဒိုင်ယာနာကပထမဆုံးစမ်းသပ်သူအဖြစ်ကုသဆေးထိုးပေးလိုက်ပါတယ်။သူချက်ချင်းလဲကျသွားပြီးသူ့ခန္ဓာကိုယ်လိမ်ပြီးနေတာကိုတခြားသူတွေကဝိုင်းဖိထားပေးကြပါတယ်။နာရီနှဲငယ်ကြာတဲ့အခါအဖွဲ့ကကူပါကိုတွားစစ်ဆေးပြီးသူ့အိမ်မြောင်ချီးထဲကနေထွက်လာတာကိုအံ့ဩတကြီးကြည့်နေကြပါတယ်။နောက်ထပ်ဗီဒီယိုတွေကြည့်နိုင်ဖို့အတွက် subscribe လုပ်ပြီးအသိပေးချက်တွေ